ညမှာတော့ပရိသတ်ကြီးတို့ကချိတ်လန့်ပွေရကောင်းတဲ့ပရလောကဖြစ်ရမှန်ဇလံကောင်းတဲ့တစ်ပုဒ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမနာဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလံလေးကိုအခုပဲစလိုက်ကြရအောင်ပါဗျာအချိန်ကတော့ည9:00 နာရီထိုးဖို့မိနစ်ပိုင်းလူစကိုင်းတိုင်းပိန်းမျိုးနဲ့လိန်သာမျိုးတို့ကိုဆက်သွယ်ထားတဲ့တောင်တက်လမ်းလေးတိုင်းဝေးလံတောင်ကိုဖြတ်တန်းမောင်းနေတဲ့ကားလေးတစ်စီးသွားပြီကွာလိန်သာကိုညမနက်မီအချိန်မီရောက်ဖို့အာယုံဆိုင်မောင်းနေတဲ့ချိန်စိုးရီရဲ့ထိုးရက်သွားတဲ့ကားကြောင့်တီဟနောင်စိတ်ပြတ်စွာရေရွတ်လိုက်မိဖြစ်ရှင်တော့ဒီကနေ့မှရေးပေါ်လောကိစ္စရှိတာကြောင့်မိန်ပေါင်းရာနဲ့ချီတဲ့ခီးကိုထွက်လာခဲ့ရဖြစ်တယ်မိမဖြစ်သူကတော့အဖော်တယောက်ယောက်ခေါ်သွားပါလားလို့ပြောခဲ့ပါသေးတယ်သူကရပါတယ်လို့ပြောပြီးတော့တယောက်သေးသာထွက်လာခဲ့သူရဲ့စိတ်ထင်လေဒီခီးလောက်နဲ့ခီးဖို့မလိုအပ်ဘူးလို့ထင်ခဲ့မိဒါအပြင်သူကားကိုလည်းပြီးခဲ့တဲ့2ရက်ကမှဝက်ရှော့ပို့ပြီးတော့စစ်ဆေးထားခဲ့ရဖြစ်ဒါကြောင့်ကားအတွက်လည်းစိတ်ချဒီလန်းခီးမှာအလွန်ဆုံးဖြစ်ကားပိန်ပုတ်တဲ့ကိစ္စလောက်သာရေကြီးကွင်းကျပြဿနာလို့ရိုးရိုးရှင်းရှင်းတွေးမိခဲ့ပြီးတော့အဖို့မခေါ်ခဲ့ရလည်းဖြစ်အခုတော့အဲ့ဒီလိုစစ်ဆေးထားတဲ့ကြားကမှစိုက်မြိုက်ပဲကားပြတ်သွားခဲ့တိုင်ခွက်ကိုကြည့်လိုက်တော့လေမိခွက်တွေတခုမှမလာတော့ဆိုရင်စိတ်နဲ့တော့ကို3-4ချက်လှုပ်ပြီးတော့လှည့်ကြည့်တော့လဲတဲ့အတန်သာတစ်ချက်တင်မြည်လာကားကလုံးဝမထူးကြအောင်ကားပြင်ကိုထွက်ပြီးတော့ဘောနက်ပုံကိုဖွင့်လိုက်ပြီးဘက်ထရီခေါင်းကလစ်တွေကိုခက်ကြမ်းကြက်လေးလှုပ်ကြည့်လိုက်ပြီးတော့ကားတွင်းကိုပြန်ဝင်ပြီးတော့ဆက်ပြန်နှိုးကြည့်ပြန်မရအောင်လွန်နေတဲ့စိတ်ကြောင့်သူကချွေးတွေစိမ့်လာနားတဲ့ဆက်နေရာကနေအိုက်ဆက်ပြက်လာတန်းတွေဥယျာဉ်ပြားပေါ်ကိုဟိုသွားတီလာလှုပ်တဲ့အတိုင်းခန်းစားလာရနှထင်တစ်ဖက်ကိုလက်စုံနဲ့ခက်ကြမ်းကြမ်းလေးပုတ်ချပြစ်လိုက်လေပေါင်းအင်ကြီးပွားကြီးကတာမန်ချင်းဝေးရရင်ကောင်းတယ်လို့အခုလိုအချိန်မှလုံးဝမကောင်းတော့မင်းနဲ့ပိုင်းတွဲမှာပဲနောက်ကျောတစ်ဝိုက်ချွေးတွေအိုင်ထွက်လာစိတ်ရိုက်လူအိုက်ဖြစ်လာတာကြောင့်ဝေးထားတဲ့လေပေါင်းအင်ကြီးတွေကိုချွတ်ချလိုက်တော့ပြဿနာပဲကွာကားဆက်ပြန်နိုးဖို့အတွက်အတင်းစူးစမ်းနေကြမို့လို့ကားလမ်းတစ်ပေးပေါင်းဝင်းချင်းကိုအခုမှယူဆိုင်မိမောင်နေပြီဖြစ်တာကြောင့်ပဲတောင်ပေါ်လမ်းတစ်ချောင်းသူ့ကားလေးတစ်စင်းသာရှိ6 နာရီမှပိတ်တဲ့နောက်ဆုံးဂိတ်နေရာကိုဖြတ်တန်းခဲ့ချိန်ကအဲ့ဒီဂိတ်တောင်ဝင်ကြားဆရာကပဲခမရကနောက်ဆုံးပဲရှေ့မှာတင်4 week 2 စင်းဖြတ်သွားတာ10 မိနစ်လောက်ပဲရှိပြီထိုဆရာပြောတဲ့သူတွေကိုသူသိစကန်းသာရွာမှာရှိတဲ့ထမင်းဆိုင်တန်းမှာကြုံလိုက်ရတဲ့သူတွေသူထမင်းစားပြီးကန်ဒီအချိန်မှာထိုအုပ်စုသမင်းဆိုင်တွေကနေတုတ်နဲ့ထွက်သွားကြပါဇက်ကနေလေဂိတ်ပိတ်ခံနေပြီလို့ပြောဆိုနေကြသူပင်ကြောက်တောင်ဖြစ်သွားတယ်ဂိတ်ပိတ်တယ်ဆိုပါလားဘာကိုဆိုလိုမှန်းလည်းမသိအမှန်တကယ်လေအဲ့ဒီခီးကိုသူတခါမှမရောက်ဘူးကိစနစ်အရာတိုးတက်လာခြင်းကြောင့်သာ GPS ထောက်ပြီးတော့လာခဲ့တာဖြစ်တယ်ဒေတာချင်းတွေကိုလည်းကျွမ်းဝင်ခြင်းမရှိဘူးဒါကြောင့်ဆိုင်ပိုင်ရှင်ဘွားကြီးကိုမေးကြည့်လိုက်တော့စကန်းသာမြို့အတွက်ဝေလုံးတောင်ကိုမတက်မီမှာလုံခြုံရေးဂိတ်တစ်ကိတ်ရှိသေးကြောင်းသိလိုက်ရအဲ့ဒီဂိတ်ကညနေ6 နာရီထိုးတာနေပိတ်တယ်ဆိုလားဘာအတွက်ကြောင့်မို့လို့ဂိတ်ပိတ်တယ်လို့မမင်းမိလိုက်ပါဘူး3 လောက်သာကြံနေတဲ့ထမင်းပကံတွေကထမင်းတွေကိုမြန်လက်စတက်ပြီးတော့ထိုကားတွေနောက်မှီအောင်လိုက်လာခဲ့ပြဿနာကကားချင်းမှာတခြားစီသူအရင်ထွက်သွားတဲ့ကားတွေကတော်လန်သုံးကားကောင်းစားတွေသူကားကတော့ရိုး AC ကအင်ဂျင်ပါဝါရောလမ်းကျန်းအသုံးခံမှုပါလုံးဝရှင်းလို့မရအဲ့ဒီလိုကွာခြားနေတဲ့ကြားမှာပဲဂိတ်ဖြတ်တဲ့အချိန်မှာ10 မိနစ်လောက်ပဲကွာတယ်လို့သိလိုက်ရလို့မစိုးလာဘူးလို့ပြောရကံကောင်းရင်တော့တောင်ပေါ်လမ်းခုလက်တနေရာမှာအဲ့ဒီကားတွေကိုမိနိုင်သည်အဲ့ဒီကားတွေကြောင့်တွေးနေတုံးမှာပဲဂိတ်တောင်ဝင်ကြဆရာကလက်ပတ်နိုင်ကိုကြည့်ပြီးတော့ဂိတ်ကိုပိတ်ချလိုက်အဲ့ဒီနေ့အတွက်အဲ့ဒီဂိတ်လေးကသူကားလေးသာနောက်ဆုံးဖြတ်တန်းခွင့်ရတယ်ဆိုတဲ့သဘောကျွေးတွေရွှဲနေနေတဲ့အင်ကြီးကိုချွတ်ပြီးချင်းမှာပဲဒရိုက်ဘာခုံနဲ့ဘေးချင်းကက်ရက်ခုံပေါ်ကိုပြစ်တင်လိုက်အဲ့ဒီနောက်တော့ကိုပြန်လှည့်ပြီးတော့ဒိုင်ကွက်မီးတွေလာမလာကြည့်လိုက်ဒီတစ်ချိန်လဲစိတ်ပြက်လက်ပြက်ခေါင်းခါလိုက်ရပြန်ဖုန်းကိုဖွင့်ကြည့်တော့လေလိုင်းတွေကမမိဘူးနိုင်က9 နာရီထိုးတော့မယ်မြင်မားတဲ့တစ်ပင်ကြီးတွေပေါက်ရောက်နေတဲ့တောင်ကျော်ကြီးပေါ်ရောက်နေတဲ့ပြင်ရာသီဥတုကလည်းဆောင်းရာသီဖြစ်တာကြောင့်သူ့ရှိမြင်ဝင်းကမြူတွေနဲ့ပိတ်သိမ့်နေအမောင်ရိပ်တို့ကလည်းပုံမကြားရောက်နေတည့်ရဲ့ကြိုတည့်ရဲ့ကြားကစိမ့်ချနေတဲ့လာရောင်သားမရှိရင်တော့သူရောက်နေတဲ့အဒီနေရာတဝိုက်ဂရီဘာနဲ့ရောင်ခြုံတယ်ကြီးတစ်ခုလိုလွှမ်းချုပ်ထားတဲ့အတိုင်းပဲအဝေးစီကတောကောင်ငယ်တချို့ရဲ့အတန်ကိုကြားနေရအနှွေးတွေကိုချွတ်ထားတာကြောင့်အေးတက်ကလည်းရိုးရင်းချင်းစီတဲ့ထိအောင်တစစ်စစ်နဲ့တိုးလာတယ်မဖြစ်တော့ဒီရာသီဥတုနဲ့သူရောက်နေတဲ့နေရာကလိုက်ဖက်နွန်းနေပြီဒီဇင်ဘာအေးတက်တို့လွှမ်းချုပ်ထားတဲ့တောရိပ်တောင်ရိပ်စိန်စမ်းမြန်ကြီးတစ်ခုကြားပျော်ဖက်သူ့ခန္ဓာကိုယ်ကမကြမီချိန်တွင်းမှာသွေးတွေခဲပြီးတော့တည်သွားနိုင်လက်တင်ခုံအဖုန်းလေးကနေဆဲလေးဘူးနဲ့မိကြီးကိုဆွဲထုတ်ပြီးတော့ကားပေါ်ကနေဆင်းလိုက်အပြင်ရောက်တာနဲ့မိကြီးကိုချစ်လိုက်မိကြီးထဲကနေထွက်လာတဲ့အလင်းပျော့ပျော့ကသူ့မျက်နှာပေါ်မှာရိန်းကနေလှုပ်ရှားသွားတယ်ဆဲလေးကိုမီးညှိပြီးတော့တဖွက်ရှာဖိုက်လိုက်တဲ့ချိန်မှာပဲနားထဲမှာဆိုင်ကန်တန်းလိုအတန်တစ်ခုခက်တက်ဝင်လာစိတ်ထဲရုတ်တရက်ပျော့သွားတယ်
ဒီနာတဝိုက်ကဒေသခံတဦးရဲ့ဆိုင်ကယ်တန်လားဘယ်လိုပဲဖြစ်ဖြစ်သူ့အတွက်ကိုကြီးတစ်ခုခုရနိုင်တယ်လို့တွေးလိုက်မိချိန်မှာပဲမျက်နှာတဲတဲကိုဖြောင်းတန်းနေတဲ့မီးအောင်တကူထိုးချလာတော့တယ်။နောင်ကြီးကားပြတ်သွားတာလားသူနဘေးကိုရောက်ချင်းမှာပဲဆိုင်ကယ်ပေါ်ကဆိုင်ကယ်သမားတွေကမေးသူတို့က2ယောက်ဖြစ်တယ်။ဟုတ်တယ်ကိုရဘက်ထရီလစ်သွားတာဗျ။တွန်းလို့ရောရနိုင်လားတွန်းပြရမလား။ဆိုင်ကယ်မောင်းနေလာသူကကားကိုတစ်ချက်ကြည့်ပြီးတော့ပြောတယ်။အဲဒီနောက်သူတို့2ယောက်ကသူ့ကိုကူညီဖို့အတွက်ဆိုင်ကယ်ကိုဆက်တက်ပြီးတော့ဆင်းလိုက်ကြတယ်။မရဘူးအကိုဒီကားကတွန်းလို့လည်းမရအောင်ဘက်ထရီချင်းထောက်လို့မှရမှာ။ဒါနဲ့ဗျာဒီနားတဝိုက်ကရွာတွေမှာဝက်ရှော့တွေဘာတွေရှိနိုင်လား။ရှေ့မှာတော့ဆက်ပြချင်းရွာရှိတယ်ကွာ။ဒါပေမဲ့လည်းဒီတောင်ကုန်းအောက်ကိုအဝေးဆင်းရအောင်ပါ။တော်တော်လေးကိုလိုသေးတာလား။လိုသေးတယ်ဗျ။ဆိုင်ငယ်နဲ့မိနစ်20လောက်သွားရမယ်။ဒါတော့ဆက်ပြချင်းမှာဝက်ရှော့ရှိမှာမဟုတ်ဘူး။လိန်သားမှာပဲရှိမယ်။ဟုတ်လား။ဟုတ်တယ်ဗျ။ပြီးတော့ဒီလိုချိန်ကြီးဒီနေရာထိဘယ်သူမှလိုက်ပြီးတော့ကြည့်ပေးမှာမဟုတ်ဘူး။အဲ့ဒါမှပြဿနာပဲဗျာ။ကျွန်တော်ဘာလို့ရမှလည်းမသိဘူးဖြစ်နေပြီ။မှောင်နေပြီဆိုတော့လေ။ခမရကဘယ်အထိသွားမှာလဲ။ဆိုင်ကယ်မောင်းနေလာသူကသူ့ကိုမေး။လိန်သားထိပဲအကို။အနည်းဆုံးတော့တနာရီနီးမောင်းရအောင်ပါ။အဝေးလိုသေးတယ်။သူစကားဆုံးမှာသူတို့ရဲ့2ယောက်ထံကနေရေရိုးတန်တွေတန်ပြိုင်ထွက်လာ။မဟုတ်ရင်တော့ကျွန်တော်တို့ကူညီပါတယ်ဗျာ။ကျွန်တော်တို့ကလည်းမှော်တွင်းလေးကိုဆင်းရမှာ။လမ်းကတခြားစီဖြစ်နေတယ်။ဆိုင်ကယ်မောင်းနေလာသူကခေါင်းတစ်ချက်ခါပြရင်းနဲ့ပြောတယ်။သဘောပေါက်ပါတယ်ကို။သူလည်းတပြင်းတစ်ချက်ကိုမတိမတာချရင်းနဲ့အလိုက်ထိုင်ပြန်ပြောလိုက်။ထိုသူ2ယောက်ထံကနေအကူညီရမလားဆိုတဲ့သူ့မျှော်လင့်ချက်တို့ကတော့တဲတဲကြီးသွန်ဖြစ်ကုန်။ဒီလိုဆိုရင်လည်းကျွန်တော်တို့သွားပြီဗျာ။ဖြစ်နိုင်ရင်တော့ဆိုင်ကယ်ကြုံတစည်းစီလာတာနဲ့လမ်းကြုံလိုက်သွားဗျ။ဒီနားကခမရအတွက်အဆင်ပြေမှာမဟုတ်ဘူး။ကိုမှကြည့်လိုက်လေ။ဆိုင်ကယ်နောက်ကလိုက်လာသူကပြောရင်းနဲ့သူနဲ့မျက်စောင်းထိုးနေရာကိုမေးဆက်ပြန်။အဲဒီခါမှပဲသူတတိထားမိ။မျက်စောင်းထိုးလမ်းမေးတဲ့နေရာမှာရှိချုံပုတ်ကြီးမြင်ဝင်းကတော့မြူတွေကြောင့်တိတ်မသေးခွင့်။ဒါပေမဲ့အဲ့ဒီချုံပုတ်ကြီးအတွင်းမှာရှိတဲ့ထိုးထောင်းအရာတွေကအုတ်ကူတချို့ဖြစ်ကြောင်းကောင်းကောင်းခွဲခြားနိုင်။အကွာဝေးကတော့ဂဲတပစ္စာတတပဲ။အုတ်ကူတွေကိုမြင်တာနဲ့လူကခေါင်းတစ်ဖန်ကြည့်သွား။ကားပြက်လို့ဆေးရှုပ်ရတဲ့အချိန်မှာတင်းချိုင်ဘေးကိုပါရောက်နေတာကြောင့်စိတ်ဓာတ်တွေပင်ကြကျင်သွားတယ်။အားနာပါတယ်ဗျာ။ကျွန်တော်တို့ကလည်းရှေ့ဆက်ရအောင်မှာမို့လို့ဆိုင်ကယ်သမားတွေမှာသူတယောက်တည်းတော်ကြီးမြန်မဲတွေမှာထားခဲ့ရမှာကိုမကောင်းဘူးလို့ထင်။နှိမ့်သိမ့်ရံနဲ့ပြန်ပြောချပြန်။သူလည်းအဲ့ဒီသူတွေကိုခေါင်းငိမ့်ပြမိသလားမငိမ့်ပြမိသလားတော့မမှတ်မိတော့။ကြက်ကြီးလဲလိမ့်နေပုံစံမျိုးနဲ့ကိုကားကိုသာပြန်ကြည့်လိုက်တော့ကျွန်တော်တို့သွားပြီနော်။ကားတွေဆိုင်ကယ်တွေလာနိုင်မှသေးတယ်။ပြည့်သွားတဲ့ကားကိုကြည့်ပြီးတော့ရှုပ်ရှက်ခတ်နေတဲ့သူတွေးတို့မပြီးဆုံးသေးခင်မှာပဲဆိုင်ကယ်သမား2ယောက်က၎င်းတို့ရဲ့ဆိုင်ကယ်ပေါ်ပြန်တက်သွားကြတယ်။အဲဒီနောက်မှာတော့သူတို့ကိုနှုတ်ဆက်စကားဆိုပြီးတော့အဲ့ဒီနေရာကနေထွက်ခွာသွားကြတော့တယ်။ဆိုင်ကယ်သမားတွေထွက်သွားတာနဲ့တောက်လက်ဆစီးကရက်ကိုကုန်းအောင်ရှိုက်လိုက်။အုတ်ကူတွေရှိတဲ့ချုံဟိုကြီးဘက်ကိုလည်းမကြည့်ဖြစ်တော့ပါဘူး။ပုံမှန်ဆိုရင်တော့သူမကြောက်တတ်ဘူး။ဒါပေမဲ့အခုသူရောက်နေတဲ့နေရာကသူနဲ့ရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့နေသားတစ်ခု။ပြီးတော့ခေါင်ခိုက်နေတဲ့နေချားတောင်တန်းကြီးတစ်ခု။ဒါကြောင့်စိတ်ထဲကနေနဲ့လန့်ကျင်လာ။တခုတော်သေးတာကအုတ်ကူတွေကသူကနောက်ပိုင်းမြင်ကွင်းဘက်မှာရှိနေခဲ့တာဖြစ်တယ်။သူတမင်တကာလှည့်ကြည့်မှသာအဲ့ဒီအရာတွေကိုမြင်ရမှလည်းဖြစ်တယ်။နောက်ဆုံးကြံရမရဖြစ်ပြီးတော့ကားတွင်းပြန်ဝင်ပြီးထိုင်နေဖို့သာဆုံးဖြတ်လိုက်ရ။ကားပေါ်ရောက်တာနဲ့ရိုးရဲထိဆင့်ပြီးတော့အေးလာတဲ့အေးထက်ကြောင့်အနှွေးတွေကိုပြန်ဝဲလိုက်တယ်။ဘုံကိုဖွင့်ကြည့်တော့လေဖုံးအားက80%ကြော်ကြော်သာကျန်သည်။လိုင်းကတော့တဒုံးတလေးကိုမှမတက်ဘူး။စိတ်ငြင်းချင်းနဲ့ဖုံးအတွင်းပါတဲ့မီနီဂိမ်းတစ်ခုခုကိုစောဖို့ဆုံးဖြတ်လိုက်မိ။ဒါပေမဲ့လည်းအားချွေတာဖို့လိုသေးကြောင်းတွေးမိပြီးတော့ဂိမ်းစောဖို့အစီအစဉ်ကိုလည်းဖျက်လိုက်ရပြန်တယ်။လိုင်းမိတဲ့နေရာရောက်မှအားကုန်နေရင်တော့အခက်မဟုတ်လား။ဒါကြောင့်ဖုံးကိုအနှွေးအင်းကြီးအတွင်းအိတ်ကက်ထဲကိုပြန်ထည့်သိမ်းလိုက်တယ်။အချိန်တွေကတော့တဖြည်းဖြည်းနဲ့ကုန်လာခဲ့။နိုင်ဝယ်နီးပါးမြင်ချခဲ့။ကားတွေကိုဝင်ပြီးတော့လူလူလိမ့်လိမ့်နဲ့နေလာခဲ့ဒီမှာလေခါးတွေပဲညောင်းလာခဲ့။ပိတ်ထားတဲ့တကားမှန်တွေမှာအတင်းချလို့လို့မရတာကြောင့်အသက်ရှူလို့ကမဝအောင်။မှန်နေဖွင့်ရရင်တော့အယိုးခိုက်အောင်အေးနေတဲ့ကြားစီဥတို့ကြောင့်အဆင်ပြေလိမ့်မယ်မဟုတ်။ဒါအပြင်မှန်ချထားမယ်ဆိုရင်တော့တာရဲတွေးဆန်ကြီးတွေရဲ့ချမ်းကိုကြောက်ရသေးတယ်။ဒီတော့ဒီတောင်တွင်တောကောင်ကြီးတွေမရှိတော့မွေလို့တရဝါမျိုးကပေါ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ဒီချိန်ဆက်ပြချင်းဘက်ကိုလမ်းကြုံလိုက်လို့ရတဲ့ဆိုင်ကယ်ကြုံတစည်းစီးသာလာပေစီလို့စူတောင်းယုံကလွဲပြီးတော့သူ့အတွက်အခြားမျှော်လင့်စရာမရှိတော့။အဲဒီလိုဆိုင်ကယ်ကြုံရှိရင်တော့ကားကိုလောချပြီးတော့အဲဒီဆိုင်ကယ်နဲ့လိုက်သွားရ။မနဲ့မိုးလင်းမှဒီကိုပြန်လာပြီးတော့ကားဆက်ပြန်နိုးဖို့စီစဉ်ရ။ဒါတွေကသူ့အတွေ့ဒါပေမဲ့လက်တွေ့မှာကသူရောက်နေတဲ့ပတ်ဝန်းကျင်တဝိုက်စိတ်စိတ်ငြိမ်ပြီးတော့ကားမှန်ပြင်မဲ့မြင်ကွင်းတွေကလည်းစက္ကန့်နဲ့မျှပို့မဲမောင်လာတယ်
ကားပြင်ကိုအပြင်ကလာခေါင်းနေတဲ့အတန်ကိုပြပြသားသားကြားလိုက်ရတိုင်ဝန်ကြောမိကိုလှမ်းပြီးတော့လဲအိတ်နေတာမို့လို့အတန်ကြားရဘက်ကိုအဆက်ကနေခေါင်းငယ်ကြည့်လိုက်အရေးလိုအရာတစ်ခုကိုမှန်ပြင်တစ်ဖက်မှာတွေးလိုက်ရသူကားရက်ထားတာကိုမြင်တာကြောင့်လာရောက်မေးမြန်းနဲ့ဖြတ်သွားဖြတ်လာဒေသခံတယောက်ရဲ့အရေးလားဒီလိုဆိုရင်တော့သူ့အတွက်ကဲကောင်းတယ်အဲ့ဒီလိုတွေးနေတော့မှပဲတောက်ကနေအတန်တစ်ချက်ထက်ထွက်လာခဲ့လဲနေရာကနေအတင်းကုန်းထားပြီးတော့အင်ကြီးအတွင်းအိတ်ခတ်တဲ့ထည့်ထားတဲ့ဖုံးကိုချက်ချင်းထုတ်လိုက်တယ်အဲ့ဒီနောက်ကားတွေကနေဖုံးမင်းနဲ့အပြင်ဘက်ကိုထိုးကြည့်လိုက်ကားရကနာကက်လာတဲ့ချိတ်ကကြက်ပြောက်ငှက်ပြောက်ပျောက်သွားတယ်ဟောတောက်ပြဿနာပဲခေါင်းနှပန်းတွေအုံခနေဖြစ်သွားတယ်ခန္ဓာကိုယ်တစ်လျှောက်ချက်သိန်းတွေချက်ချင်းထလာတယ်သူရောက်နေတဲ့နေရာကတင်းချိုင်းတစ်ခုရဲ့ဘေးဆိုတဲ့တွေကခေါင်းထဲကိုတအုပ်ချင်းဝင်လာတယ်ဒါသူ့ကိုတရေချောက်နေတာဖြစ်ကြောင်းလန်းစိတ်ကြောင့်အုပ်ကူတွေရှိရာဘက်ကိုမြင်နိုင်တဲ့ကားနောက်ခံဘက်ကိုကြောင်ရမ်းပြီးတော့လှည့်ကြည့်မိမလို့ဖြစ်သွားတယ်ပြီးမှကြပြကြရပြန်လဲဖြစ်လိုက်အဲ့ဒီအချိန်မှာပဲကားကငလင်လှုပ်တယ်လို့အသိမ့်ကနေခါရမ်းသွားတယ်လူကမက်ကနေဖြစ်သွားတယ်အပြင်ဘက်ကိုဆင်းကြည့်ရကောင်းမလားလို့တွေးလိုက်ချိန်မှာပဲနောက်ကျောဘက်ကနေတစုံတယောက်ကစိုက်ကြည့်နေသလိုမျိုးခက်စားလိုက်ရအဲ့ဒီနောက်သူ့တကူလုံးငွေညင်းတွေကိုပိုးသက်ကြည့်ဆဲသွားတယ်ခဏတွေအထီးတွေတကူဖေဟာလူကအသက်ရှူတွေမားနေအေးစိတ်နေတဲ့ရာသီဥတုတွင်ချွေးသီးလုံးတွေချက်ချင်းထွက်လာကားနောက်ခန်းထဲမှာတစုံတယောက်ရှိသည်မှလည်းတေးချပြီနောက်ကိုလှည့်မကြည့်ရင်လှည့်ကြည့်စရာလည်းအကြောင်းမရှိအတွင်းကနေလောချထားတာမို့လို့တာမန်လူတယောက်သာဆိုရင်တော့သူကားအတွင်းထဲထိဝင်နိုင်စရာအကြောင်းမရှိဒီလိုဆိုရင်တော့ကားကပို့ခါရမ်းလာတယ်မသိရင်တော့ကားတစ်ခါမှမစီးဘူးတဲ့လူတယောက်ကားပေါ်ရောက်တာနဲ့ကူရှင်ခုံနေပေါ်မှာဖင်တွကြွနဲ့ခုံပေါက်မြူးထုနေတယ်လို့မျိုးပုတ်တော့စိတ်ထဲပေါ်လာသမျှဖျားစာတွေအစီအစဉ်မချကျွမ်းလိုက်မိစီယာတိုင်းကိုကင်ထားတဲ့သူ့လက်တွေကတစက်စက်နဲ့တုံးလာတယ်ဆက်ပြန်လို့ရလို့ရညာတော့ကိုတစ်ချက်မှွေကြည့်အကြီးတဲ့ဇောချိုးတွေထွက်ထားတာကြောင့်တော့ကင်ထားတဲ့လက်တွေကတကြောကြောဖြစ်နေနောက်ဆုံးတော့အချင်းနေတာပဲကြောက်စိတ်ကြောင့်ထွက်လာတဲ့ဇောချွေးတွေကကြောပြင်းတစ်ခုလုံးရေချိုးထားတဲ့အတိုင်းရွှဲနေတယ်ကျွတ်နေတဲ့ဖျားစာတွေကလည်းတောရောက်တောင်ရောက်မဖြစ်တော့ဘူးဒီနေရာမှာနေလို့မဖြစ်တော့ဒါကြောင့်ဘေးကုန်းမှာတင်ထားတဲ့ကြောပိုးအိတ်ကိုအလင်းစလိုဆွဲယူလိုက်ပြီးတော့ကားလေးကနေအသေးတန်ဆင်းချလိုက်အပြင်မဲ့ရာသီဥတုကသူ့မျက်နှာကိုရေခဲနဲ့ပက်လိုက်တဲ့အတိုင်းအေးကနေလာမှန်ဒါပေမဲ့အဲ့ဒီအေးဓာတ်တွေကသူ့ရင်တွေကအပူမီးတွေကိုမရှင်းနိုင်အေးဆက်နေတဲ့စောင်းလီတို့ကသူ့မျက်နှာနဲ့ထိတွေ့လိုက်တာနဲ့တပြိုင်နက်ပဲခံခွဲစားတွေဘက်မှာတစားစီလွင့်စင်ကွယ်ပြောက်သွားကုန်တယ်အဲ့ဒီနောက်မှာတော့မျက်နှာချင်းဆိုင်လမ်းတက်တဲ့အတိုင်းဆက်ပြချင်းရွာရှိတယ်ဆိုတဲ့ဘက်ကိုအသေးတန်ပြေးခဲ့လိုက်တယ်လာရောင်ကမြင်မာတဲ့တေးပင်တေးကိုင်းတွေကြားကနေကတ္တရာလမ်းပေါ်ကိုမပြီးဝရဝထိုးချတေးပြေးရှင်ပြေးလွှမ်းနေရင်ကပဲကျိုင်းနေကျင်းတွေကိုရှောင်ရှားနေရကြောပေးထားတဲ့ကားစီကနေဟွန်းတန်တစ်ချက်ထွက်လာတာကိုပြသားသားကြားလိုက်ရအဲ့ဒီအတန်ကြီးကြောင့်မေအသားတွေဇက်ကနေတုံသွားပြင်လို့မရတဲ့ဘက်ထရီကသူပြေးထွက်သွားမှအလုပ်တွေလုပ်နေသလိုပဲကြောင်းလန့်စိတ်တို့ပုံမကြီးဆိုးလာတာကြောင့်ပြေးနေတဲ့ခြေလမ်းတွေကိုငကိုထက်ပို့ပြီးတော့အားဆိုင်လိုက်မိပေါင်းချိန်နေရနီးပါးဝိတ်ကြောင်ခြေစလုံးကြွက်သားတွေတင်းလာတယ်မျိုးတကြီးစီကဒစင်းစစ်နာကျင်မှုတွေကိုငင်းရုပ်အောက်ပိုင်းတွေတက်လာတယ်ဒါပေမဲ့ဒါကိုယူဆိုင်နေလို့မရအောင်နောက်ကြတဲ့ခြေတော်သစ္စာပေါင်းဆိုတဲ့စကားလည်းရှိတယ်မို့လားအခုအဲ့ဒီစကားကိုနှစ်ဖူးတွေတူတွေကြုံနေရတယ်နောက်ကြလို့တော့မဖြစ်တော့ဘယ်ခြေတော်မှနောက်ကြလို့မဖြစ်ဘူးဒီဘက်ကိုလားဒီဘက်အားတင်းပြီးတော့ပြင်းနေချိန်မှာပဲလမ်းပဲချင်းဂျုံဆက်တနေရာကနေသူ့ကိုကြီးရွယ်ပြီးတော့လက်ခေါ်လိုက်တဲ့အတန်မျိုးကြားလိုက်ရလက်ကြည့်တော့လေမြူတူအောက်မှာရက်နေကြတဲ့ကလေးငယ်2ယောက်အသက်10နှစ်ခန့်ရှိတဲ့ကောင်လေးနဲ့သူ့ထက်ငယ်ပုံရတဲ့ကောင်မလေးတယောက်သူတို့ပုံစံကမောင်နှမတွေဖြစ်ပုံရတယောက်ကိုတယောက်လက်ချင်းဆွဲထားကြဘာရင်မသိပဲနဲ့အဲ့ဒီကလေး2ယောက်ကိုမြင်လိုက်တာကြောင့်စိတ်ထဲဖြက်ခနဲ့ဝမ်းသာသွားတယ်ရင်နစ်နေတဲ့အချိန်မှာရေစည်းနဲ့အတူမျောပန်းလာတဲ့ကော်ရိုးတမြင်ကိုတွေးလိုက်ရတဲ့တေးဆုံးကန်ဒီလူတယောက်ရဲ့စိတ်မျိုးအဲ့ဒီနောက်အာကိုတကြီးနဲ့ထိုကလေးငယ်2ဦးရှိရာဘက်ကိုပြေးသွားလိုက်မိကလေးငယ်2ယောက်ကသူတို့ရှိကိုရောက်လာတဲ့သူ့ကိုမျက်လုံးပြူးသားနဲ့အထူးဆန်းကြည့်နေကြသူတို့ပုံစံတွေက1990ဝန်းကျင်ကသတင်းတွေမှာခေတ်စားခဲ့တဲ့အီသီယိုးပီးယားကလေးငယ်တွေတိုင်းဘိုက်ဘူနန်ကားလေးတွေအယိုးပေါ်ကြီးတင်ပိန်လိနေတယ်အဝေးစားတွေကလည်းပေးစုပ်ဒါပေမဲ့လည်းအဲ့ဒီအရာကအထူးဆန်းမဟုတ်တောနေတောင်းနေကလေးတွေအစားသောက်နဲ့အဝေးစားတွေချွတ်တဲ့မှန်သူ့သဘောပေါက်ထားပြီးသားတခုပဲတွေးစရာရှိဒီလောက်အယိုးခန့်အောင်အေးတဲ့ဒေါ်လာတွေအဲ့ဒီကလေးငယ်2ယောက်လုံးအဝေးပါးပါးလေးတွေသာဝစ်စင်ထားတဲ့အချက်ဒီကလေးတွေမချမ်းဘူးလားအသွေးသားရောရှိကြရဲ့လားသားတို့ဦးကဲပါဦးဒါပေမဲ့လည်းသူအများကြီးဆက်မတွေးနိုင်အသက်ပိုကြီးပေါ်ရတဲ့ကောင်လေးရဲ့လက်မောင်းတစ်ဖက်ကိုအာကိုတကြီးနဲ့ကင်ပြီးတော့ပြောလိုက်မိလမ်းစိတ်တွေကြီးစိုးနေတဲ့သူ့ရဲ့လက်ညှိအားကြောင့်ကလေးမျက်နှာကတစ်ချက်မဲညွန့်သွားတယ်ပူတယ်
ကောင်လေးရန်ကနေအတန်တိုးတိုးထွက်လာတယ်သူကအံ့ဩဟန်နဲ့ကောင်လေးကိုကြည့်လိုက်အတန်ထွက်လာပေမဲ့ဗဇက်ဟလိုက်ခြင်းကိုမတွေးလိုက်ရကိုစောနဲ့ကိုမို့လို့တတိမထားမိလိုက်တာလားဖြစ်နိုင်အဲ့ဒီနောက်အားနဲ့စုပ်ကင်ထားတဲ့သူ့လက်တွေကိုတစုံတစ်ယောက်ကစေခိုင်းနေတိုင်းအလိုလိုဖြေလျှော့ပေးလိုက်မိအဲ့ဒီလိုဖြေလျှော့ပေးလိုက်တာနဲ့ကောင်လေးကကောင်းချင်းကြည်တောက်တာခန့်ရှိတဲ့သူ့ရဲ့လက်မောင်းသားနှစ်ဖက်ကိုသေးသေးညစ်ပတ်နေတဲ့လက်ကလေးနှစ်ဖက်နဲ့ဟိုဘက်ဒီဘက်ခက်ကြက်ကြမ်းပွတ်အဲ့ဒီလိုပွတ်နေရင်းကလည်းကောင်လေးကသူ့ကိုပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ကြည့်ဖေးကြီးရှိတယ်ဖေးစီသွားရအောင်သူနဲ့ကောင်လေးတို့တယောက်ကိုတယောက်စိုက်ကြည့်နေတုန်းမှာပဲကောင်မလေးကပြောတယ်ကောင်မလေးစကားဆုံးကောင်လေးကခေါင်းညိတ်အဲ့ဒီနောက်ကောင်လေးကသူ့မျက်လုံးတက်တက်ကိုစက်ကမိုင်းများစူးစိုက်ပြီးကြည့်ပြီးတော့လာလိုက်ခဲ့အဲ့ဒီလိုခေါ်ဆိုပြီးတဲ့နောက်ကောင်လေးကသူတို့ကြောပေးထားတဲ့တော်လန်းလေးတွင်ကိုလှည့်ထွက်သွားတော့တယ်ကလေးငယ်နှစ်ဦးရဲ့ခေါ်ဆိုမှုကိုသူ့အုံနောက်ကပြန်လဲမတုတ်ပြန်နိုင်မိမှာပဲခြေလမ်းတွေကတော်လန်းလေးတွင်ကိုအလိုလိုလမ်းမိလျက်သားလမ်းမေးခြုံဆက်တွေကမွေရကင်းတွေထွက်လာမှကိုစိုးတာကြောင့်ဖုံးမီကိုထုတ်ပြီးတော့ဖွင့်လိုက်မိကလေးငယ်နှစ်ဦးကအဲ့ဒီလမ်းကိုသွားနေကြပုံစံမျိုးမျိုးထင်တယ်အမောင်တို့အောက်မှာပဲကျင်းလဲစွာသွားလာနေကြတယ်ဒါအပြင်သူတို့နှစ်ဦးပုံစံကလမ်းလျှောက်နေတာနဲ့မတူကျုံဖို့အတွင်းမှာစော်ကစားနေကြတဲ့တောရုံကလေးတွေနဲ့ပဲတူးနေတယ်ဟိုခုံဒီခုံနဲ့တွက်လက်ပေါ်ပါစွာသွားနေကြတယ်သူသာဘေးပင်ညာကိုကြည့်လိုက်နောက်ကိုလှည့်ကြည့်လိုက်ကလေးနှစ်ဦးနောက်ကိုမျက်ခြေမပြောင်လိုက်လိုက်နဲ့မပြေးုံတမဲဖြစ်နေသွားရင်လာရင်လည်းပဲတတိထားမိတာတခုရှိအေးဆက်နေတဲ့ဆောင်းညကဒီဒေါ်လာလေးမှာတက်တဲကုံဆုံးသွားပြီထင်တယ်။ဆောင်းရဲ့အမွှေးသက်တွေရုပ်ချင်းပျောက်ဆုံးသွားပြီးတော့ပူလောင်အိုက်ဆက်တဲ့ခန်းစားမှုကိုပြီးနေတယ်။သူ့စိတ်ထဲဖန်လောင်ရင်အရှိကြီးတစ်ခုအတွင်းကိုမမြင်မဆန်းနဲ့လမ်းလျှောက်နေရတယ်လို့မျိုးအိုက်ဆက်မွန်းကျက်လာ။ဝေးထားတဲ့အနှွေးတွေကိုပဲလန်ကူလက်မှာလွတ်ပြစ်ခြင်းစိတ်တွေပေါက်လာတယ်။ကလေးငယ်နှစ်ဦးခေါ်ဆောင်သွားတဲ့ဒေါ်လာလေးကပြည့်ပြည့်လေးဖြစ်နေရကနေတဖြည်းဖြည်းနဲ့မြင့်တက်လာခဲ့။တောင်ကုန်းပေါ်ကိုတက်နေရတာကြောင့်လူကမောလာတယ်။ဒါအပြင်လွန်ခဲ့တဲ့မိနစ်ပိုင်းတွင်ကဖြစ်ပေါ်ခဲ့တဲ့ကြောင်ရွံစိတ်ကြောင့်သူ့စိတ်တွေလှုပ်ရှားထားတာကြောင့်ပဲသူအသက်ရှူသံတွေကိုသူနားတွေကပြန်ချနေရအာကောင်းတွေခြောက်လာနှကန်းနှစ်ခုထိစပ်နေတဲ့နေရာကကော်နဲ့ကတ်ထားသလိုစေးကက်လာနောက်တော့လေချောင်းတွင်းကနေချွဲတွေတကွီကွီနဲ့စံတက်ချင်လာမနေနိုင်တာကြောင့်သွားရင်လာရင်လမ်းဘေးကိုချွဲတွေဟက်ထုတ်လိုက်မိချွဲဟက်တန်ကြောင့်ကောင်လေးနဲ့ကောင်မလေးတွေရဲ့ခြေလမ်းတွေတုတ်ကနေရက်သွားတယ်အဲဒီနောက်သူတို့ကအလင်းအမြန်ပဲနောက်ကိုလှည့်ကြည့်ကြဘုံမီကိုရှေထိုးထားတာကြောင့်ကောင်လေးနဲ့ကောင်မလေးတွေရဲ့မျက်လုံးတွေကဖန်ကော်လီလုံးတွေလိုပဲတလက်လက်တောက်နေကြသူက၎င်းတို့ကိုအထိတ်တလန့်နဲ့ကြည်လိုက်ချိန်မှာပဲကောင်မလေးကသူရှိရာနောက်ကိုရုတ်တရက်ပြန်လှည့်ပြေးလာမှန်ပြုအဲ့ဒီချိန်မှာပဲကောင်လေးကကောင်မလေးရဲ့လက်ကိုအလင်းမြန်စောင့်ဆွဲလိုက်ပြီးတော့ခေါင်းအနေငယ်ခါရမ်းပြလိုက်တယ်ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ထူးဆန်းတဲ့ပြုမှုတွေကြောင့်ဘာလဲဆိုတဲ့အတွင်းနဲ့သူအံ့အားသင့်သွားတယ်အဲ့ဒီချိန်မှာပဲချွဲတွေထွေးထုတ်ခဲ့တဲ့နောက်ဘက်ဘေးကနေတပြက်ပြက်အတန်တွေကြားလိုက်ရတယ်အတန်ကအာကောင်နဲ့ရှာတို့ကိုခက်ဆက်ဆက်ခွာလိုက်ကတ်လိုက်လုပ်နေတဲ့အတန်မျိုးဒီလိုမှမဟုတ်လေအငတ်ဘေးကြုံနေရတဲ့တရားဝါတကောင်စားစရာတစုံတစ်ခုကိုတွေ့ပြီးတော့ဒဲဤမဲကြီးရက်ပြီးတော့စားတော့နေတဲ့အတန်မျိုးအဲ့ဒီအတန်ကြောင့်ပဲနောက်ကိုချက်ချင်းလှည့်ကြည့်မယ်အပြုဒီဘက်ကိုကြွေးရမှာမြန်မြန်လာခဲ့ဦးလေးနောက်ကိုလဲကြည့်နေတဲ့ကောင်လေးကသူ့ကိုအော်ပြောတယ်ကောင်လေးအော်တန်ကြောင့်သူ့နောက်ကထွက်ပေါ်နေတဲ့အတန်ကိုအယုံမဆိုင်နိုင်တော့ဘဲနဲ့ရှီးကိုသာခက်မြန်မြန်ရှောက်လိုက်မိအဲဒီနောက်သူတို့ရဲ့ခေါ်ဆောင်ရလမ်းလေးတိုင်းဆက်ပြီးတော့ရှောက်ခဲ့လာရအောင်မှာတိတ်ဆိတ်ငြိမ်သက်နေတဲ့ကွင်းပြင်တစ်ခုကွင်းပြင်ဆိုပေမဲ့လည်းကြီးမားကျယ်ပြန့်တဲ့ကွင်းပြင်မျိုးမဟုတ်ဘူးပေ80ပတ်ချာလေလောက်သာရှိတဲ့ကွင်းပြင်မျိုးအဲ့ဒီကွင်းပြင်ရဲ့တစ်ဖက်ဆုံးမှာတော့အခန်းငယ်9ခန်းပါတဲ့ယာယီတဲပုံစံတန်းရရှိတလုံးရှိတန်းရကြီးရဲ့ပုံစံကတစ်တစ်လွင်လွင်မဟုတ်သလိုဟောင်းနှမ်းနေတဲ့ပုံစံမျိုးမှလည်းမရှိအခန်းတစ်ခုမှာဝင်မောင်းတစ်ခုနဲ့ပြတင်းမောင်းတစ်ခုစီပါရှိပြီးတော့အဲ့ဒီတကားအလုံးမှာပိတ်ပြီးတော့ထားတယ်တန်းရကြီးရဲ့နောက်မှာတော့ပေ40လောက်အမြင့်ရှိတဲ့ဝယုံတော်ကြီးတစ်ခုအဲ့ဒီထဲမှာလားတိတ်ဆိတ်ငြိမ်သက်နေတဲ့ဝယုံတော်အောက်ကတန်းရကြီးကိုကြည့်နေရင်လည်းသူကမေးလိုက်ကောင်လေးကသူ့ဘက်ကိုတစ်ချက်လှည့်ကြည့်ခေါင်းလေးမငိမ့်ပြန်လည်းမပြောနောက်တော့သူတို့ကရှေ့ကိုဆက်လျှောက်သွားပြန်သူတို့ဥတီနေတဲ့ခြေလမ်းတွေကိုကြည့်ချင်းအဖြစ်တော့တန်ရာကြီးရဲ့အလေမှာရှိတဲ့အခန်းရှိရောက်ကိုသွားနေမှတတိထားလိုက်မိလာလေးဦးနောက်မှရက်ကြနေခဲ့တဲ့သူ့ကိုကောင်မလေးကလှည့်ကြည့်ပြီးတော့ခေါ်တယ်အဲဒီလိုခေါ်လိုက်တိုင်းသူ့ခြေလမ်းတွေကသူတို့မော်နမနဲ့စတွေစားကားအတိုင်းတင်းကန်နိုင်ခြင်းမရှိဘဲနဲ့ရှေ့ကိုတလန်းချင်းလှမ်းသွားပြန်ဘိုးထူးနဲ့မိလုံးတန်ရာကြီးအနီးကိုသူတို့သုံးယောက်ချင်းကပ်မိချိန်မှာပဲတန်ရာအတွင်းကနေအမျိုးသားကြီးတဦးရဲ့အတန်တန်ထွက်လာအဲ့ဒီတန်နဲ့မတိမ်မရေးမှာပဲလေတစ်ချက်ကပ်ပြင်းပြင်းတိုက်သွားတာကြောင့်ဝယုံတော်ကြီးစီကနေဝါရွက်ချင်းပုတ်တိုက်တန်တွေရှေ့ကနေထွက်လာတယ်ရှင်းဖေးတန်ရာအတွင်းကနေအတန်ကိုကြားတာနဲ့
မောင်နှမနှစ်ဦးတည်းကပုံမတွဲလက်ပုံရတဲ့အငယ်မလေးကထူးလိုက်တယ်။သူကဘာတူလဲ။ကားပြက်တဲ့ခီးတဲ့ဖေး။ကောင်မလေးကအဲ့လိုဖြစ်ရင်းနဲ့သူ့ကိုတစ်ချက်မော့ကြည့်။သူကကောင်မလေးကိုထူးဆန်းစွာနဲ့ကြည့်လိုက်။လာရောင်ကကောင်မလေးရဲ့မျက်နှာပေါ်တဲတဲကျနေတော့သူ့ကိုပြန်မော့ကြည့်ပြီးတော့ပြုံးပြနေတဲ့ကောင်မလေးရဲ့အေးဆက်ဆက်ပြုံးကိုမြင်လိုက်ရ။အဲ့ဒီကောင်မလေးရဲ့ပြုံးကနှက်ခမ်းတီရောက်မလာဘဲနဲ့မျက်လုံးသားတစ်ဝိုက်ရက်တန့်နေတယ်။အဲ့ဒီချိန်မှာပဲဟောင်းကနေမြေတန်ကြီးနဲ့တူသူတို့ရှိတဲတဲမှာရှိတဲ့ပြတင်းမောက်တကယ်ရွယ်တစ်ချက်ကကျုပ်တည်းပွင့်သွားတယ်။ဟာအဲ့ဒီလိုပြတင်းတကားပွင့်သွားတာနဲ့တပြိုင်တည်းပဲမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုအံ့ဩတုန်လှုပ်သွားခဲ့။ကားဘလို့ဖြစ်လို့လဲ။အလန်နကြားအော်ဟေးလိုက်မိချိန်မှာပဲတန်ရတွင်းကလူတွေကသူ့ကိုမေး။ကျုပ်တည်းရဲ့ထိတ်လဲသွားတာမို့လို့ချက်ချင်းမဖြေနိုင်ဘူး။ဗဇက်ဟောင်းလောင်းနဲ့ပဲတန်ရတွင်းမှာရှိတဲ့လူတွေကိုတတိလက်လို့ကြည့်နေလိုက်မိ။မှန်တယ်။အထက်ကလူကိုမြင်မြင်ချင်းလိပ်ပြလွှဲမတက်ထိတ်လန့်သွားခဲ့။သူတို့ရဲ့အသားတွေတကိုယ်လုံးစွတ်စွတ်ဖြူနေပုံကအမောင်လူတဲမှာအဖြူရောင်ဝင်းကျင်တကောင်ငုံတုတ်ထိုင်နေတဲ့အသွင်သဏ္ဍာန်မျိုးအဲ့ဒီမြာမကပဲနေရဲနေတဲ့မျက်လုံးတစ်စုံကအပြင်ဘက်ကိုပေါက်ထွက်လို့နေပဲနောက်မှသတိထားမိလိုက်တာကတန်ရာတွင်းမှာရှိနေတဲ့လူကြီးကအဗီနိုယောဂတဲ့တယောက်သာဖြစ်လိမ့်မယ်သူ့ကိုအိမ်မော်ခေါ်ခဲ့ကြလေတန်ရာတွင်းမှာရှိတဲ့လူကြီးထံကနေအတန်ထွက်လာခဲ့အဲ့ဒီအတန်အစုံကလေးတွေကသူ့ကိုလဲကြည့်ကြအဲ့ဒီလိုကြည့်လိုက်ကြတဲ့သူတို့ရဲ့မျက်လုံးတွေကတန်ရာပေါ်တက်လိုက်ပါလို့စေခိုင်းနေတယ်လို့ပဲသူခေါင်းတစ်ချက်ညှိလိုက်မိအဲ့ဒီနောက်သုံးတစ်သားရှိတဲ့ဝါးလီကားဘော်ကိုစလောက်ကောင်တကောင်ရဲ့ရွေချားမှုမျိုးနဲ့တလန်းကျင်လှမ်းလိုက်တော့သုံးထက်မြောက်လေးကားဆုံးဝါကြံကိပေါ်နင်းချလိုက်တဲ့သူ့ဝိတ်ကြောင့်ကြံကိမှာညွတ်ကနေဖြစ်သွားတယ်ဝါချင်းတေးဆက်ဆက်ထားတဲ့နေရာကနေတကြွကြွအတန်တွေမရေမနာထွက်လာစိတ်ထဲနှစ်ပေါင်းများစွာစုပြုံနေတဲ့အကျိုးပုံကြီးတစ်ခုပေါ်ကိုလမ်းလျှောက်နေရတယ်လို့ပဲတန်ရာတွင်းမှာမဲမောင်နေအလင်းရောင်ဆိုလို့သူ့လက်ထဲကဖုံးမိတာရှိမီးကမရှိရလားသူကမေးလိုက်တယ်လူပြူကြီးကသူ့ကိုหนีရဲနေတဲ့မျက်လုံးနဲ့တစ်ချက်လှမ်းကြည့်ဒီအတိုင်းလေးလင်းနေတာပဲမင်းလက်ထဲကအဲ့ဒါယူပိတ်ထားလိုက်ပါဟုတ်ကဲ့သူအဲ့ဒီလောက်သာပြန်ပြောလိုက်ပြီးရဲ့နောက်လက်ထဲကဖုံးမိကိုပိတ်ချလိုက်အခန်းထဲကလုံးဝမှောင်တီးကျသွားထိုင်ပါအခန်းထဲကိုရောက်တာနဲ့လူပြူကြီးကသူ့ကိုမျက်နှာချင်းဆိုင်နေရာမှာထိုင်ခိုင်းတာကြောင့်တင်မြေခွေချိတ်ပြီးတော့ထိုင်ချလိုက်ကလင်းငယ်နှစ်ယောက်ကလည်းသူ့ဘေးခက်လန်းလန်းမှလိုက်ထိုင်ကြမောင်ရင်မနေတတ်လို့လားအင်းလေဟုတ်မှာပေါ့မြို့ပေါ်ကလာတဲ့မြို့ကြီးသားတွေပဲဟုတ်အဲ့လိုတည်းမဟုတ်ပါဘူးလေကျွန်တော်ကဒီတိုင်းမေးမိတာပါသူအားနာစွာပြန်ပြောလိုက်ဘလို့ပဲဖြစ်ဖြစ်စောစောကအုတ်ကူတွေနားထက်ဆိုင်တော့ဒီနေရာကမီးလင်းရောင်မရှိပေမဲ့သူ့အတွက်လုံခြုံမှုတွေပေးလိမ့်မယ်လို့ယုံကြည်လိုက်မိနားလေပါတယ်ပြောရမယ်ဆိုရင်တော့ဒီမှာကငွေကြီးရှာရခက်တယ်ပြောင်းနိုင်တထုပ်လောက်လိုချင်တော့ဆက်ပြချင်းဒီကုန်းချောင်းသွားကြရဒါကြောင့်တည်ရေးရှင်ကလွှဲရင်ငွေကိုချွေတာရတယ်လေဒါပေမဲ့ခဏပါနောက်ဆိုရင်တော့အမှောင်နဲ့နေသားကျသွားလိမ့်လူပြူကြီးကဆက်ပြောတယ်လူပြူကြီးပြောတဲ့အတိုင်းလေအမှန်တကယ်ဖြစ်လာအမောင်မနေထိုင်နေတဲ့မိနစ်ပိုင်းတွင်းမှာပဲမျက်လုံးတွေကကျင်သားရလာခဲ့အခန်းကသူ့လိုလင်းနေတယ်လို့ပဲဒါပေမဲ့မီးလုံးတစ်လုံးလိုလင်းထိန်နေတဲ့အလင်းမျိုးမဟုတ်ဘူးခက်ပြောခက်တိတ်တဲ့အလင်းမျိုးမသိရင်တော့အပြင်ဘက်ကလာရောင်ကိုလက်နဲ့ဆဲပြီးတော့အိမ်ထဲကိုခဏယူထည့်လိုက်တဲ့ပုံစံအိမ်ရှိကမြင်ကွင်းတွေကိုပြီးသားသားမြင်လာတော်ရက်တောင်ရက်မို့လို့အခန်းတွင်းပစ္စည်းတွေကများများဆဆမရှိလူပြူကြီးရဲ့အိယာလို့ထင်ရတဲ့ဖြားချက်တစ်ချက်အဲ့ဒီဖြားချက်ပေါ်မှာရှိတဲ့ခေါင်းတစ်လုံးနဲ့စောင့်တက်တယ်ပြီးတော့ကွင်းရည်တစ်လုံးကွင်းရည်ဆိုပေမဲ့ရှေ့တော့ကကွင်းရည်မျိုးလို့မဟုတ်ဘူးစကောတစ်ခုအတွင်းမှာထုံးအိတ်ဆေးအိတ်နဲ့ကွန်းသီးကွန်းရွက်တွေကိုစုပြုံပြီးတော့ထည့်ထားတယ်အဲ့ဒီနောက်တော့နေရာမှာချိတ်ထားတဲ့ဓာတ်ပုံကနေရာမှာချိတ်ထားပေမဲ့ဘောင်းမပေါဘောင်းအစားနောက်ခံမှာကျက်တူဆက်ကူကြီးကန့်ထားတယ်အဲ့ဒီကျက်ဆက်ကူပေါ်ကနေဝက်ချမ်းများတေးသေးလေးတွေနဲ့လေးဘက်လေးတန်တောက်တွေကိုကက်လက်ပြက်ညှက်ပြီးတော့ဝင်းတရံမှာကတ်ထားတာမျိုးဖြစ်ဒါအပြင်ဓာတ်ပုံကအိုးစုလိုက်ရိုက်ထားတဲ့ဓာတ်ပုံဖြစ်ခံမှန်းချေလူရောက်20ကျော်30လောက်ရှိနိုင်အဝေးကမြင်ရတာမို့လို့အထဲမှာပါတဲ့လူတွေရဲ့မျက်နှာနဲ့အရေးအတွက်တွေကိုတော့တိတိကျကျရေးရမမြင်ရမတွေ့ရအခန်းတွင်သူမြင်ရတဲ့ပစ္စည်းတွေရဲ့မြင်ကွင်းတွေကအဲ့ဒီလောက်ပဲကျန်တဲ့အရာကတော့ကြောက်စရာကောင်းလောက်အောင်တကိုယ်လုံးစွတ်ဖြူနေတယ်အဘီနိုလူဖြူကြီးသူရဲ့အသားရည်ကဗိုက်ထဲကထွက်ခါစားကြွက်သားပေါက်လေးတွေလိုဖြူဖွေးပြီးတော့ပါးရနေနောက်ကမြင်ကွင်းတွေကိုဖောက်ထွင်းမြင်တွေ့နိုင်လောက်တဲ့အထိပါးလွှာနေတဲ့အဲ့ဒီခြေပြားပေါ်မှာသွေးကြောကြီးတွေကမဲနှက်ပြီးတော့ထင်းနေတယ်မျက်လုံးတွေကလည်းနီးရဲနေတယ်သူကလည်းကလေးတွေနီးတူစွတ်ကျဲအင်းကြီးစိုးတဲ့ထဲကိုဝစ်ထားတယ်အဲ့ဒီလိုတကိုယ်လုံးစွတ်ဖြူနေတဲ့လူဖြူကြီးကသူ့ကိုခေါ်လာတဲ့ကလေးနှစ်ဦးနဲ့သားဖတွေလိုသူတို့ပြောစကားတွေရာတီးခဲ့ရတယ်ဒါပေမဲ့ရုပ်ရည်သွင်းပြမှာတော့ဆက်လို့မရအောင်
ကလေးတွေကအမေတူတွေဖြစ်နိုင်တယ်ဒီလိုဆိုရင်တော့သူတို့အမေရောသူ့အတွေးမဆုံးသေးမိမှာပဲနောက်ဖေးမိဖို့ကံဘက်ကနေချောင်းရံတန်တဲ့ချမ်းကြားလိုက်ရမိမကြီးတယောက်ရဲ့ချောင်းရံတန်မဲခင်ကဖျားနေတာချောင်းရံတန်ကြောင့်အခန်းတွင်သူလှမ်းကြည့်လိုက်တာကိုတတိထားမိတာကြောင့်လူဖြူကြီးကပြောတယ်ဟုတ်ကွန်းစားတက်လားမစားတတ်ဘူးဦးလေးသမင်းရောစားပြီလားဒီတောင်မော်ကိုမတက်ခင်ကစားခဲ့တယ်ဦးလေးဘာပဲနေပါတို့ကအဲဝကြည့်ရမှာပေါ့မီလိုမိဖို့ကြောင့်တွေကထညက်တွေသွားယူခဲ့ဦးအဲဒီနောက်လူပြူကြီးကကလေးမလေးကိုပြောတယ်ကလေးမလေးကသူတို့စကားဝိုင်းဘေးကနေထားပြီးတော့နောက်ခန်းထဲကိုပြေးဝင်သွားတယ်ဒါနဲ့မင်းနာမည်ကရောဘယ်လိုခေါ်လဲကွာပြီးတော့ဘေးကလာတာလေကျွန်တော်နာမည်ကတော့တရားနောင်ပါဦးလေမန္တလေးကနေလိန်စာကိုအလုပ်ကိစ္စတခုနဲ့ရေးပေါ်လာရင်လည်းကားပြက်သွားတာအဝေးကြီးကလာခဲ့တာပဲတောင်ပေါ်မတက်ခင်ထမင်းစားခဲ့တယ်ဆိုတော့စကန်းသားမှာစားခဲ့တာလားစကန်းသားဆိုရင်မပြိုင်းဆိုင်ကစားခဲ့ပုံရတယ်ဟုတ်မယ်ဦးလေးစိုက်နာမည်ကတော့မမမိတော့ပါဘူးစိုက်ရှင်ကတော့အတော်ကြီးတယောက်ပဲဒါပေါ့ငါတို့ဒါမပြိုင်းရဲ့နာမည်ကိုပဲသိကြသူ့ဆိုင်နာမည်တော့မသိကြဘူးဘာလို့နဲ့မပြိုင်းနဲ့မတွေ့ရတာတော့နှစ်30လောက်ရှိပြီမှတ်ရဒီလမ်းကြီးမဖွင့်မိကြတဲ့ရပဲလူပြူကြီးကတွေ့စားစားဟန်နဲ့ပြောတယ်သူကပြီးရောသဘောနဲ့ခေါင်းကြီးပြားလိုက်ဒါနဲ့မင်းကားကဘေးနားမှာပြတ်တာတော့ရွာတိထိတ်မှာဖေးသူကနားမှာလဲကိုကြီးပေါက်လာကိုတွေးလိုက်တယ်ကောင်မလေးကသူစားဝင်ဖြေပြီးသူကကောင်မလေးစကားကြောင့်လှည့်ကြည့်လိုက်ဩပေါက်လာကြီးနဲ့ဆုံးခဲ့တာဒီကောင်ကိုရုတ်တရက်မြင်တော့မင်းလန့်သွားနိုင်လောက်ဒါပေမဲ့ဒီကောင်ကအီဘောလောကောင်ပါလူကောင်ကသာကြည့်တာအုံနောက်ကဂုတ်ကန်နေတဲ့ကောင်မျိုးစိတ်အရင်ခံလေးကတော့မစိုးလာဘူးပြောရမယ်လူကြီးကပြောတယ်ကောင်မလေးထန်ဆိုက်ရောက်နေတဲ့သူ့အကြည့်တွေကလူပြိုကြီးထံကိုပြန်ရောက်သွားတယ်ပေါက်လာဆိုပါလားသူတို့အသားဖတွေဘာကိုရည်ရွယ်ပြီးတော့ပြောနေမှန်းသူမတွေးတတ်ကလေးတွေပြောပုံရဆိုရင်တော့ပေါက်လာဆိုတဲ့အဲ့ဒီရွာသားတယောက်သူကားနာကိုရောက်ခဲ့ပုံပဲခက်တာကကားပြင်ဘက်ကိုဖုန်းမီနဲ့ထိုးကြည့်ချိန်မှာဘသူ့ကိုမှမတွေ့ခဲ့ရနောက်ပြီးတော့သူကားနောက်ခံတွင်းကနေရလိုက်တဲ့အထီးတွေ့တခုသူအဲ့ဒီလောက်ထိပဲမှတ်မိကျန်နာဆက်တွေဖို့ရေးသူအုံနောက်ကိုတစုံတယောက်ကဒုံးနဲ့ကလန့်ကာပြီးတော့ပိတ်ထားတဲ့အတိုင်းအတွေးတွေကတန့်သွားတယ်မင်းနာမည်သိရပြီဆိုတော့ငါ့ကိုငါမိတ်ဆက်ပေးရအောင်ငါနာမည်ကတော့ကြော်တင်ဒါပေမဲ့ဒီရွာတရွာလုံးကတော့ငါသားရည်ကြောင့်အင်္ဂလိပ်လူမျိုးဝင်စားတယ်ထင်ပြီးတော့ဘိုးကြီးလိုပဲခေါ်ကြမင်းကြီးလေသူတို့ခေါ်မယ်ဆိုလဲခေါ်ချေစရာငါသားတွေစပင်တွေကဖြူစွတ်နေတဲ့ဟာကြည့်အဲ့ဒီချိန်မှာပဲလူဖြူကြီးကရက်ပေါင်းများစွာမိုးရေထိထားသလိုနူပြီးတော့ဖြူဣနေတဲ့လက်တွေကိုရှေ့ကိုစံတန်းပြရင်သဘောကျစွာပြောတယ်ဒါဆိုရင်ဒီနားမှာရွာရှိတာပေါ့အဲ့ဒီလိုလားဦးလေးမျက်နှာနီးတိုးကက်လာတဲ့လူဖြူကြီးရဲ့လက်တွေကိုမမိတ်မတုံစိုက်ကြည့်ပြီးတော့သူကမေးလိုက်သူ့စကားဆုံးလူဖြူကြီးကမျက်မှော်တဲ့ချာကုတ်ပြီးတော့ကြည့်မင်းကဘလို့ပြောလိုက်တာစောစောကဦးလေးပဲပြောတယ်လေဒီတရွာလုံးဆိုတဲ့စကားအဲ့ဒါကြောင့်မေးတာပါကျွန်တော်ဒီနားမှာကားဆပြတ်တော့ရွှေမော်တိစင်းမဲ့ဆိုင်ကတမနှစ်ယောက်နဲ့ဆုံးခဲ့ပါသေးတယ်အဲ့ဒါသူတို့ကဒီနားတစ်ဝိုက်ဘာရွာမှမရှိဘူးတောင်အောင်စင်းမှာပဲဆက်ပြချင်းရွာကိုရောက်မယ်တဲ့ဩဒါလားသူတို့ပြောတာလည်းမမားပါဘူးငါတို့ကတော့ကိုယ်နေရာလေးကိုရွာလို့သုံးနေကြဆိုတော့အကျင့်ပါနေတကယ်တော့ဒါကရွာမဟုတ်ပါဘူးအဒိုးတွေနေတဲ့အလုပ်သမားတင်ရတစ်လုံးပါမင်းမြင်မဲ့လေဒီမှာအခန်း၅ခန်းရှိတယ်မိသားစု၅စုရှိငါဒီတန်းရရဲ့အလုပ်သမားခေါင်းဆောင်ပဲဩလူကြီးစကားဆုံးသူကအခုမှနားလေသွားဟန်နဲ့ခေါင်းညင်ပြလိုက်တယ်အခန်းထဲကမိမကြီးရဲ့ချောင်းစိုးတန်တွေဇက်တိုက်ထွက်လာတယ်အဲ့ဒီတန်ကြောင့်ပဲသူကမှောင်မဲနေတဲ့အခန်းထဲကိုမတိမတာကြည့်လိုက်ဒီဟာမှတော်တော်ဖြစ်နေတာဧည့်သည်နေရထိုင်ရခံအောင်လုပ်နေတယ်လူပြူကြီးကခန်းထဲကိုတစ်ချက်လဲကြည့်ပြီးတော့မှန်းရပါတယ်ဦးလေးကျွန်တော်အဆင်ပြေပါတယ်ဗျဒါနဲ့တော့ကနေမကောင်းတာကြားပြီလားကြားပြီကွာကြားဆိုသူယောဂါကနားတားရှိပါဟုတ်လားဒါဆိုတော့ကြားပြီပေါ့ဒါနဲ့ဦးလေးတို့ကလမ်းပေါက်ပြီးကလေးကမပြန်ဖြစ်တော့တာလားဒီလမ်းပေါက်တာကရောကြားပြီလားသူဆက်ဆက်ဆူဆူမေးလိုက်လူပြူကြီးကသူ့ကိုခဏများစိုက်ကြည့်ပြန်ပြီးမှလာငါလူဒီဓာတ်ပုံကိုကြည့်လို့ခေါ်ပြီးတော့ထိုင်ရာကနေထားပြီးတော့ဓာတ်ပုံကတ်ထားရထရံဘက်ကိုရှောက်သွားခဲ့သူလေလူပြူကြီးခေါ်တဲ့အတိုင်းထရံဒီကတ်သွားလိုက်အဲဒီခါမှဓာတ်ပုံကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပုံထဲမှာတော့စုစုပေါင်းအယောက်20ခန်းသာရှိ
တေးသေးချာချာတော့မရည်တွက်မိဒါလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကဒီလမ်းကြီးစဖောက်တဲ့အချိန်ငါတို့လမ်းပိုင်းမှာတာဝန်ကျတဲ့လူတွေနေပုံလေးကဒိုးအဖွဲ့တင်22ယောက်ရှိဒီဝေးလန်းတောင်ကျောကြီးပေါ်မှာငါတို့လေအလုတ်ကျန်းသမားအဖွဲ့စုစုပေါင်း3ဖွဲ့ရှိမင်းနားလေအောင်ပြောရရင်ဒီတောင်ကျောတစ်လျှောက်လုံးကိုအပိုင်း3ပိုင်းခွဲပြီးတော့ဖောက်ငါတို့ကဒီဘက်တောင်ကျောအဆင်းမှာတာဝန်ကျတဲ့သူတွေလူပြူကြီးကဓာတ်ပုံကိုကြည့်ရင်းနဲ့ပြောတယ်ဦးလေးတို့22ယောက်လုံးကဒီမှာနေကြတာလားလိုင်းကန်းက9ကန်းနေစုအချင်းကတော့အစုပြုံပြီးနေကြတာပေါ့နောက်တော့ဒီနားတဝိုက်ကရွာသူတွေနဲ့အိမ်အောင်ကြတဲ့သူကြပေါ့ကွာတချို့ကလည်းရွာသစ်မှာသွားနေကြမင်းနဲ့တွေ့တဲ့ပေါက်လားဆိုတာရွာသစ်မှာပဲနေတာကွာသူလည်းစိတ်ဝင်စားနေခေါင်းငိတ်နားထောင်နေလိုက်ဘုံကိုလည်းစိတ်ဝင်စားကြည့်နေလိုက်မိအခန်းတွင်းမှာရှိတဲ့လင်းဖြောဖြောကဓာတ်ပုံထဲမှာပါတဲ့လူတွေရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရဖို့မစွမ်းသာနိုင်ဒါပေမဲ့အထဲမှာရှိတဲ့လူတွေထဲကမှလူပြူကြီးရဲ့ပုံကိုတော့ချက်ချင်းတွေးလိုက်ရအဲ့ဒီຢာကလည်းအစမ်းတကျမဟုတ်ပါဘူးလူပြူကြီးရဲ့ပြောစကားတွေရသူကလမ်းလုတ်သမားဖွဲ့ရဲ့ခေါင်းဆောင်လို့သူတည်ထားခဲ့ဒါကြောင့်ရှေ့တန်းအလေတဲတဲမှာထိုင်နေကြတဲ့လူတချို့ကိုရွေးချယ်ပြီးတော့လူပြူကြီးကိုရှာလိုက်တယ်ဒါကဦးလေးမဟုတ်လားအုပ်စုလိုက်ရိုက်ထားတဲ့ဓာတ်ပုံတွေကမှလူပြူကြီးရဲ့ပုံကိုတွေ့တာနဲ့လက်ညှိုးထောက်ပြီးတော့ပြန်မေးလိုက်ဒါပေါ့မင်းမျက်လုံးတွေကောင်းသားပဲငါရုတ်တရက်ဆိုရင်သိမမြင်ရတော့ဘူးအရင်ကထက်ဆိုင်ရင်မျက်လုံးတွေကပိုပြီးတော့ကန်းလာတယ်လို့ပဲအဲပြီးတော့ယောဂသည်တွေရဲ့ထုံးစံတိုင်းအမြင်အာရုံမကောင်းမှန်းသူသိထားတယ်အဲ့ဒီချိန်မှာပဲလူဖြူကြီးကသူ့ရဲ့ဖြူစွတ်နေတဲ့လက်ညှိုးနဲ့ဓာတ်ပုံထဲမှာပါတဲ့သူတွေကိုထိုးပြီးတော့၎င်းတို့မှာဘသူပဲဝါးတွေဖြစ်ချောင်းပြောပြငါညာဘက်ဘေးမှာထိုင်နေတဲ့သူကငါရဲ့လက်ထောက်ပေါ့နာမည်ကတော့ကိုဘာစီရဲ့အဲ့ဒီအုပ်စုထဲမှာသူအရင်စသေးဝမ်းယောဂနဲ့ပေါ့ကွာကိုဘာစီသေးတော့သူ့ဇာတိမုံရွာနယ်ဘက်မှာမိန်းမနဲ့ကလေးနှစ်ယောက်ကြံခဲ့တယ်ဟင်လူပြူကြီးစကားဆုံးသူကဂျုတ်တည်းရဲ့လက်ကြည့်လိုက်သူအရင်စသေးတာဆိုတော့ဟုတ်တယ်ဒူထဲမှာကိုဘာစီရင်သေးတာပြီးတော့မောင်းခိုင်ပြီးတော့ဟို့တောင်နာကမြင့်မြင့်ကြီးလူပြူကြီးကသူ့ရဲ့ဆွဆွဖြူနေတဲ့လက်ညှိုးကြီးတွေနဲ့ဓာတ်ပုံတွေမှာရှိတဲ့လူတချို့ရဲ့ပုံတွေကိုလက်ထောက်ပြလူပြူကြီးရဲ့လက်ညှိုးထောက်ပြတဲ့နေရာမှန်သမျှကိုသူကအထူးဆန်းသဘောနဲ့လိုက်ပြီးတော့ကြည့်လိုက်ဒီတယောက်ကြတော့ရှင်းရှင်းလင်းလင်းမမြင်ရဘူးနော်သူကဓာတ်ပုံရိုက်ချင်ဘာလို့တန်ရတဲ့ဝင်ပြီးတော့ထိုင်းနေတာလဲပြီးတော့ကြောကပြီးထားသေးတယ်ဓာတ်ပုံအတွင်းတွေးရတဲ့ပုံရိပ်တစ်ခုကိုထောက်ပြလိုက်မြင်းမြင့်ကြီးဆိုတဲ့မျိုးသမီးရဲ့နောက်ဘက်မှာရှိတဲ့တန်ရအတွင်းလူတယောက်ရဲ့ပုံကလေးခက်ဝဝပေါ်နေကင်မရာမြင်ကွင်းဘက်ကိုကြောပေးထားပေမဲ့အဲ့ဒီပုံကိုမြင်လိုက်တာနဲ့အမျိုးသမီးတယောက်မှတတိထားလိုက်မိလူပြူကြီးထံကနေ6ကက်ကရည်တန်တစ်ချက်ထွက်လာတယ်။ဘာသဘောနဲ့ကြီးလိုက်မှန်းလည်းမသိတာကြောင့်သူကအနေငယ်လှည့်ဆောင်ကြည့်လိုက်။နောက်ကြအဲ့ဒီပုံဘသူပုံမှန်မင်းသိလာမှာပါ။မင်းထက်ချင်းလူနေရောက်လဲငါ့ကိုမေးခဲ့ဘူးလေ။သူတို့လေအဲ့ဒီနောက်လူပြူကြီးကဓာတ်ပုံညာဘက်အစွန်းမှာလူနေရောက်ကိုလည်းညှိုးထိုးပြတယ်။အဲ့ဒီခါမှသူလေပုံအတွင်းမှာလူတွေကိုတေးသေးချာချာကြည့်လိုက်မိ။နောက်ဆုံးထောက်ပြတဲ့လူနေရောက်ကလူပြူကြီးလိုအလိုချမ်းသမားဖြစ်ပုံမရအောင်တန်တန်ပြန်ဝေစားတွေဝစ်စင်ထားကြအဲ့ဒီမြမကပဲနဲ့ရုပ်ရည်သွင်းပြမှာလေကြီးရတဲ့လူကုန်ထံတွေဖြစ်ပုံရလမ်းပေါက်ချိန်တုန်းကပါဝင်ခဲ့တဲ့အင်ဂျင်နီယာတွေများလားဒီလိုလည်းမဖြစ်နိုင်အင်ဂျင်နီယာတွေဆိုရင်လေအခုလိုစူပေါင်းတက်ပုံရရင်ရှေ့ဆုံးတန်းမှာဦးစားပေးထိုင်ရမယ်ပညာရှင်မျိုးအခုလူတွေကြတော့အဲ့လိုမဟုတ်ဘူးအတန်းသုံးတန်းပါတဲ့အထဲကမှနောက်ဆုံးတန်းဘေးစုံမှာရောက်ပြီးတော့သူတို့မျက်နှာဟန်ပန်တွေကသူများတွေနဲ့မတူတစုံတစ်ခုကိုစိုးရင်ကြောက်လန့်နေကြတဲ့ပုံအဲ့ဒီမြမကသေးပဲနဲ့သူတို့ရဲ့မျက်လုံးတွေကလည်းဓာတ်ပုံပြင်ပန်းမှာရှိတဲ့သူ့ကိုအာကိုတကြီးနဲ့တခုခုပြောချင်နေတဲ့ပုံစံမျိုးကဲပါကျွန်တော်တို့ကဲပါဓာတ်ပုံတွေကလူနေယောက်ကိုမျက်မှောင်ကုပ်ပြီးကြည့်နေချိန်မှာသူနားထဲကိုအကူအညီတောင်းတန်လို့အတန်တစ်ခုကြားလိုက်ရအတန်ကတော့အချစ်မြင်တစ်ခုလိုသေးသွယ်လွန်းလာဒါမှမဟုတ်လေလူစကားပြောတတ်တဲ့ပရွက်စိတ်ကလေးတကောင်ကောင်ထန်ကနေအော်ဟစ်နေတဲ့အတန်မျိုးအဲ့ဒီအတန်တွေကြောင့်ရောင်ရမ်းပြီးတော့တန်ရပြင်ဘက်ကိုလှည့်ကြည့်လိုက်မိတရင်မောက်ပြင်ဘက်မြင်ကွင်းကကျောင်းနှက်ကြီးတွေပြုတ်ကျနေတဲ့အတိုင်းမဲမောင်နဲ့ဆိုင်နေစောစောကပြင်ဘက်မှာသူမြင်တွေ့ခဲ့ရတဲ့လာရောင်ကလည်းပျောက်ဆုံးသွားခဲ့ဘေးထက်ညက်တွေရပြီအဲ့ဒီအချိန်မှာပဲထက်ညက်ခဲတွေကိုအုံမုတ်ခွက်တွေထည့်ပြီးတော့ဂျူလာတဲ့ကောင်မလေးရဲ့အတန်ကြောင့်သူ့အာယုန်တွေကဓာတ်ပုံရှိကနေခွာချလိုက်တယ်ထိုင်အောင်ငါလူထက်ညက်လေးအရင်စားအောင်လူပြူကြီးကသူ့ကိုငကိုနေရာမှာပြန်ထိုင်မှုပြောတာကြောင့်သွားထိုင်လိုက်
စားကွာဟုတ်ကဲ့လူပြူကြီးကထညက်တွေထည့်ထားတဲ့အုံမုတ်ခွက်ကိုသူ့ရှိကိုတိုးပြီးသူကထညက်ခဲတွေကိုလန့်ကြည့်လိုက်ဘယ်လောက်ကြာအောင်သိမ်းထားတယ်မသိဘူးထညက်တွေမှာစားကျင်စိမရှိတော့အောင်ပြော့ရည်နေစားမောင်အာမနာနဲ့လူပြူကြီးကထက်မှတ်ပြီးတော့လောကုတ်ပြုညင်းဆိုင်ဖို့လည်းမကောင်းတာကြောင့်အုံမုတ်ခွက်ထဲကထညက်တစ်ခဲကိုစတိသဘောမျိုးနဲ့ကောက်ယူလိုက်ပြေချွဲပြီးတော့ဈေးထန်နေတဲ့ထညက်ခဲကသူ့လက်ထဲပြောစီနဲ့ပါလာတယ်မသိရင်တော့ထညက်ခဲကသူ့လက်ထဲကလွတ်မြောက်ဖို့အတွက်ဇွတ်တင်းတိုးထွက်နေသလိုပဲကောင်းလာမော်ရင်ဗစတဲ့ထဲပြီးတော့ကိုက်လိုက်ချိန်မှာပဲလူပြူကြီးကမေးသူကထညက်ခဲကိုကိုက်နေတဲ့ကြားကပဲရောင်ရမ်းပြီးတော့ခေါင်းငိမ်ဖျားလိုက်တယ်ကိုကြီးလိုဆေးထန်တန်ကြီးတွေရှားပေါ်ပြစ်ကနေကြလာတယ်ညီဆိုးဆိုးနဲ့တကူကနှာခေါင်းတွင်းကိုဝင်လာတယ်အရသာကဦးအော်ဂလီဆန်လွန်လာတဲ့အနံဆိုကြီးကြောင့်ချက်ချင်းပြိုးတက်လာပြီးတော့အန်ချလိုက်မိအန်ဘတ်တွေကအုံမုတ်ခွက်တွေထည့်ထားတဲ့ထညက်ခဲတွေနဲ့ကျန်းကင်းတစ်လျှောက်ပြေးပသွားခဲ့အာနာစိန်နဲ့လူပြူကြီးကိုကြည့်လိုက်တော့လူပြူကြီးကသူ့အန်ဘတ်တွေကိုမျက်တောင်နေကြီးနဲ့စကြည့်ဟေးအဲ့ဒီချိန်မှာပဲကောင်မလေးရဲ့ဝမ်းသာအရာအော်ဟစ်တန်ကိုကြားလိုက်ရအဲ့ဒီနောက်ကောင်မလေးကကျန်းကင်းမှာပေပွားနေတဲ့သူ့အန်ဘတ်တွေကိုခွေးတကောင်လိုအငမ်းမရကုန်းရက်နေမထင်မဖဲနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့အကြောင်းအမ်းသွားတယ်တတိလက်လွတ်နဲ့ပဲနောက်ကိုဖင်တရွတ်ထိုင်ဆုပ်လိုက်မိအဲ့ဒီချိန်မှာပဲသူ့ညာဘက်ဘေးမှာတစ်ချိန်လုံးငြိမ်သက်စွာထိုင်နေတဲ့ကောင်လေးထံကနေခွေးကနေအတန်ကြီးတန်ထွက်လာအဲ့ဒီနောက်ကောင်လေးကအန်ဘတ်တွေပေးချန်နေတဲ့အုံမုတ်ခွက်ကိုဆွဲယူပြီးတော့တန်းရအောက်ကိုဆွေကနေကုန်းဆင်းသွားတယ်ရစမ်းလူတူကြီးထံကနေကြောက်ခမန်းလီလီအော်ဟစ်တန်ထွက်လာတယ်ရုတ်တရက်နာနာကတ်ဝလိုက်တာကြောင့်သူ့သားတွေတုန်တက်သွားတယ်ကြောက်လန့်လန့်နဲ့ပဲလူတူကြီးကိုကြည့်လိုက်တော့ငကိုကပင်หนีဆွေးနေတဲ့သူ့ရဲ့မျက်လုံးတွေကမီးပွင့်နေတဲ့အတိုင်းထတောက်တပုံနေဘာတွေလဲသူအလန်တကြားအော်ဟစ်ပြီးတော့မေးလိုက်တယ်လူပြူကြီးကကောင်းလေးထွက်သွားတဲ့ဘက်ကိုဒေါသတကြီးကြည့်ပြီးတော့တောင်းကျန်နေမီလုံးအဲ့ဒီနောက်လူပြူကြီးကကောင်မလေးကိုငုံကြည့်ပြီးတော့ခေါ်တယ်ကောင်မလေးကဗဇက်တဝိုက်အန်ဘတ်တွေပေးနေတဲ့မျက်နှာနဲ့လူပြူကြီးကိုဇက်ကနေမောကြည့်အန်ဘတ်တွေကိုရှာနေရက်နေတဲ့ကောင်မလေးရဲ့မျက်လုံးတွေကမျက်စုံတွေမရှိတော့ဘဲနဲ့မျက်သားဖြူကြီးတွေသာရှိရောအဲ့ဒီနောက်ကောင်မလေးကသူစားနေတဲ့အန်ဘတ်တွေကိုလူပြူကြီးလူစားတော့မယ်မှန်သဘောပေါက်သွားဟန်နဲ့ခွေးတကောင်လိုမှန်ပြီးနေအဲ့လိုမှန်ပြီးလိုက်တာနဲ့ကောင်မလေးပါဇက်တွင်းကနေနဲ့လက်မကွဲအိမ်ရိုက်တန်လောက်ရှိတဲ့အဆွေနဲ့ချောင်းဝင်းကနေထွက်လာလူပြူကြီးကဒေါသတကြီးကျင်းဝိုင်းရင်းနဲ့ကောင်မလေးကိုကုတ်ကနေဆွဲခါရမ်းကောင်မလေးကလူပြူကြီးရဲ့ဖြူဖွေးနေတဲ့လက်ကိုခဲထားတယ်လူပြူကြီးရဲ့လက်ကသွေးလိုအနောက်ရောင်ကြီးတွေပန်းထွက်လာပြီးတော့အိမ်ခန်းတွင်းမှာလွင့်စင်ကုန်အဲ့ဒီနောက်အကြီးတွေကမျော်ကြီးတွေဘက်မှာခန်းတွင်းကိုဟိုကတ်တီကန်နဲ့ပက်ပြေးနေကြပြီးတော့ထရန်နဲ့ကျန်းငင်တဲ့ကြောင့်စိတ်ဝင်သွားကြတယ်သူတို့နေအောင်အဲ့ဒီလိုတပ်ပုတ်နေချိန်အခန်းထဲကသပင်ဖားလျားချမိမကြီးတယောက်ပြေးထွက်လာခဲ့မိမကြီးကထမိန်ရင်ရှားကိုဇောက်ထိုးကြီးဝစ်ထားတနခါတွေကလည်းမြေမြုပ်ခန်းဒီမတာကောင်ကြီးကိုလိမ့်ပေးထားသလိုထူးထူးထဲထဲအခန်းထဲကပြေးထွက်လာတဲ့မိမကြီးရဲ့ပုံစံကြောင့်ကြည့်နေချိန်မှာပဲအဲ့ဒီမိမကြီးကလည်းကျမ်းပေါ်ကအံဘတ်တွေကိုမြင်သမျှရှာနေပြေးပြီးတော့ရက်တော်တယ်ပြေးတော့သူ့ညာဘက်ဘေးကဓာတ်ပုံတွေကအတန်တန်ထွက်လာတယ်သူ့ကိုတတိပေးနေတာဖြစ်တယ်မကောင်းဆိုးဝါးတွေနေထိုင်တဲ့နေရာကိုရောက်နေတဲ့သူ့ကိုတတိပေးနေတယ်အဲ့ဒီတန်ကြောင်ပဲချက်ချင်းဆိုသလိုအတိဝင်လာပြီးတော့တန်ရအပြင်ဘက်ကိုထွက်ပြေးဖို့ရုန်းကန်ထားလိုက်တယ်အဲ့ဒီအချိန်မှာပဲကလေးမလေးနဲ့တပ်ပုတ်နေတဲ့လူချွေးကသူ့ရှေ့မှာတင်ပစင်းရင်ခွဲတကောင်အရေးကွန်ချွတ်တယ်လို့အရေးပြားတွေကွာကျပြီးတော့လန့်ကုန်မျက်လုံးတစ်ဖက်ဖောက်ထွက်သွားပြီးတော့မျက်နှာမှာလည်းကြောက်မက်ဖွယ်ရာပုံစံမျိုးပြောင်းလဲသွားတယ်အသားတွေရည်ရွယ်ကျနေတဲ့လူပြူကြီးကြောင့်လှုပ်ရှားနေတဲ့သူ့ခန္ဓာကိုယ်ကကြောက်ရွံ့ပမာတရင်ကကြက်တည်သေးသွားပြန်တယ်အဲ့ဒီနောက်ကြောင်းတဲ့ကြားနဲ့ပဲလူပြူကြီးကိုတတိလက်လို့နဲ့ကြည့်နေလိုက်မိမင်းမသွားနဲ့လူပြူကြီးရဲ့အာယုံကကလေးမလေးနဲ့လုံထွေတပ်ပုတ်နေရကသူ့ထက်ပြန်ရောက်လာတယ်အဲ့ဒီနောက်လူပြူကြီးကပင်တရွတ်တိုက်ဆွဲနေတဲ့သူ့ဘောက်တက်တဲ့ကိုခုံအုပ်လိုက်တယ်သူကခန္ဓာကိုယ်ဘေးကိုလှည့်ပြီးတော့ရှောင်တိန်လိုက်ပြေးဓာတ်ပုံရှိတဲ့ဘက်ကိုရှောင်တိန်လိုက်တာကြောင့်သူ့ခန္ဓာကိုယ်ကထရန်နဲ့ကတ်သွားတယ်ဒါကြောင့်ဓာတ်ပုံတွေကအော်ဟစ်တန်တွေကိုပြပြသားသားကြားလိုက်ရလေးကိုသာခေါ်အုပ်မိသွားတာကြောင့်လူပြူကြီးကသူ့ဘက်ကိုခေါင်းဆောင်ကြည့်ရင်းနဲ့ဓာကနေမန်တချက်ဖိလိုက်သူကချက်ချင်းထပြေးဖို့စူးစမ်းလိုက်တဲ့ချိန်မှာပဲလူပြူကြီးရဲ့လက်တွေကဝလုံးတစ်လုံးလိုရှည်ထွက်လာပြီးတော့သူ့လက်ပင်ကိုလာရောက်ချုပ်ကန်ပြီးတော့ကြိုးစားပြန်လေပင်ကိုညှစ်လာတဲ့လက်တွေကိုရှိသမျှခွန်အားနဲ့တင်းဆွဲခွာပြီးတော့အခန်းတကာပေါက်ရှိရာဘက်ကိုတဟုန်ထိုးပြေးသွားလိုက်မိ
တကားနာရောက်လူစဲစဲမှာပဲတကားချက်ကအပြင်ဘက်ကတစုံတယောက်စောက်ကန်လိုက်သလိုဘုံကနေအတန်ကြီးတစ်ချက်ပြေးပြီးတော့လုံးဝပိတ်သွားတော့တယ်။ကေးကွာစောင်းပိတ်သွားတဲ့တကားတွေကိုလက်နဲ့တွန်းဖွင့်ပေးမယ်တကားမှဖွင့်လို့မရ။ဒါကြောင့်ကိုလုံးနဲ့တိုက်ပြီးတော့တွန်းဖွင့်လိုက်ပြန်တယ်။ဒီတစ်ချိန်နဲ့တကားကတုတ်တုတ်ပင်မလုံမှန်တယ်။ကလေးတယောက်ရဲ့ခွန်အားနဲ့ပင်လွယ်လင်းတကူဖြတ်စည်းနိုင်တဲ့တရံကတကားချက်ကလုံခြုံရေးအာမခံတန်တကားကြီးတစ်ခုလိုပဲမာကျွန်းနေတယ်။ဒါပြင်တကားပြေဘက်ကနေခန္ဓာကိုယ်ကြီးတစ်ခုနဲ့ခံပြီးတော့ပိတ်ဆို့ထားတဲ့အတိုင်းပဲဒီလိုနဲ့ကြံရများတဲ့ဆိုပြတင်းပေါက်ဘက်ကိုလှမ်းကြည့်လိုက်အဲ့လိုကြည့်လိုက်တဲ့ချိန်မှာပဲပြတင်းပေါက်တကားကလည်းသူ့လိုရုပ်တရက်စောင့်ပိတ်သွားပြန်ချောက်ချားပွေရကြီးမောတန်ကြီးကသူ့နောက်ကနေဥလိုက်တဲလိုက်ထွက်ပေါ်လာတာကြောင့်အသေးအတန်လှည့်ကြည့်လိုက်မိဂျီမောနေသူတွေကရေပြားကင်ဆာယောဂတဲ့တယောက်လိုရုံရင်ပျက်စီးနေတဲ့သားရည်နဲ့လူပြူကြီးပြီးတော့ကြောင်းမဲ့ဖွယ်အစင်းတရံနဲ့လူသေးပုံစံမိန်းမကြီးနောက်တော့သူ့ကိုဒီနေရာထိခေါ်လာတဲ့ကောင်းပါလေမကောင်းဆိုးဝါးတွေကသူ့ကိုကြည့်ပြီးတော့ဆက်မပြတ်ဟားတိုက်ရီမောနေကြတကားဘက်ကိုပြန်လှည့်ပြီးတော့ကြားနိုင်တဲ့လောက်တွန်းဖွင့်ကြည့်ကန်ကြောက်ပြစ်တယ်ဘလို့ကြိုးစားချင်းနေတာဖြစ်တကားကိုကြည့်ပြီးတော့သူဘာဆက်လို့ရမှန်းမသိတော့ဇော်ကျွေးတွေကရေတကွန်တစင်းလိုမယမနာနဲ့စီးကြလာခြေတွေလက်တွေကတစက်စက်တုံးလာတယ်ရုပ်တရက်လဲပြိုကြမတဲ့ဒူးတွေချိုင်းလာတယ်နောက်ကိုတစ်ချက်ပြန်လှည့်ကြည့်တော့မကောင်းဆိုးဝါးတွေကသူ့ကိုဖမ်းဖို့အတွက်လက်တဆန့်ဆက်နဲ့တိုးကန်လာကြထွက်ပြေးဖို့မလွတ်မြောက်နိုင်မှသေးချပြီးမို့ပြန်လေတိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးတော့ကျောမှာလွှဲထားတဲ့ကြောပုတ်အိတ်ကိုဖြုတ်လိုက်မိအဲ့ဒီနောက်ရှေ့ဆုံးကတိုးလာတဲ့လူဖြူကြီးကိုလက်မှာကိုင်းထားတဲ့ကြောပုတ်အိတ်နဲ့အားကုန်လွှဲပြီးရိုက်ချလိုက်အော်ကေဝဝါမျက်နှာကိုဖျက်ရိုက်ခံလိုက်ရတာကြောင့်လူဖြူကြီးထံကနေဒေါသတကြီးနဲ့အော်ဟစ်တန်တွေထွက်လာတယ်အဲ့ဒီနောက်လူဖြူကြီးကနောက်တစ်ချိန်လွှဲရိုက်လာတဲ့သူ့ကြောပုတ်အိတ်ကိုလက်နဲ့စီးပြီးတော့ဖမ်းလိုက်ပြီးတော့၎င်းဘက်ကိုစောင့်ဆွဲလိုက်ဟာကြောပုတ်အိတ်မှာလူဖြူကြီးလက်ထဲဇက်ကနေပါသွားတယ်လူဖြူကြီးကကြောပုတ်အိတ်ကိုရတာနဲ့ဓာတ်ပုံရှိတဲ့ထရံဘက်ကိုဒေါသတကြီးနဲ့လွန့်ပစ်လိုက်ပြေးလွန့်အောင်ပြေးဒီရံမှာကတ်ထားတဲ့ဓာတ်ပုံတွေကအတန်တွေထွက်လာပြန်တာကြောင့်သူ့လက်ကြည့်လိုက်မိသူ့မျက်လုံးရှိမှပဲဓာတ်ပုံကပရိုဂျက်တာနဲ့ထိုးပြလိုက်တဲ့အတိုင်းထရံပြည့်မြင်ဝင်းကျယ်ကြီးဖြစ်ဓာတ်ပုံအတွင်းကလူတွေကလည်းစက္ကန့်ပိုင်းတွင်းမှာပဲတက်ရှိလူတယောက်အရွယ်စားတွေကြီးမားလာကြတယ်လာခဲ့အထဲကိုဝင်လာခဲ့ပြေးတော့လွန့်အောင်ပြေးတော့မပြေးနဲ့လာခဲ့အထဲကိုလာခဲ့ဓာတ်ပုံမှာပေါ်နေတဲ့လူတွေကအသက်ဝင်ပြီးတော့စကားတွေပြောနေကြတယ်ခေါင်းတွေခါရမ်းနေကြဓာတ်ပုံတွင်းကိုနောက်ဆုံးမှရောက်လာတယ်ဆိုတဲ့လူနှစ်ယောက်ကသူ့ကိုလွတ်အောင်ပြေးဖို့အော်ပြောနေကြကျန်သူတွေကတချို့လူတွေကသူ့ကိုဓာတ်ပုံနဲ့ဝင်လာဖို့လက်တရက်ရက်နဲ့လန့်ခေါ်နေကြတယ်တချို့ကဓာတ်ပုံတွေကနေအပြင်ကိုထွက်လာဖို့အတွက်လက်တွေခြေတွေဆက်တန်းပြီးတော့တရွေ့ရွေ့ချင်းကပ်လာနေကြတယ်ကိုကွန်ကွာထွက်လာတဲ့မကောင်းဆိုးဝါးတကောင်ရဲ့လက်တစ်ဖက်ကဓာတ်ပုံအပြင်ဘက်ရောက်တာနဲ့ကြံခင်းပေါ်ပြုတ်ချနေတဲ့သူ့ကြောပုတ်အိတ်ကိုဆမ်းမိသွားတယ်အဲ့ဒီနောက်အဲ့ဒီလက်ကြီးကကြောပုတ်အိတ်ကိုဓာတ်ပုံတွေကိုဝဲဆိုးသလိုဆုပ်ယူသွားတော့တယ်ဟာဓာတ်ပုံပေါ်ကမြင်ကွင်းတွေကိုသွေးပြက်ထိတ်လန့်စွာကြည့်နေမိချိန်မှာအသားဘက်တွေပဲကျနေတဲ့လူဖြူကြီးကသူ့ပခုံးကိုလှမ်းဆွဲသူခန္ဓာကိုယ်ကဓာတ်လိုက်သလိုတုန်တက်သွားခဲ့ဒါပေမဲ့လည်းချက်ချင်းသတိဝင်လာပြီးတော့လူဖြူကြီးရဲ့လက်ကိုကြောက်အားလန့်အားနဲ့ရိုက်ချလိုက်ခဲ့အဲ့ဒီနောက်ထိုနေရာကနေအခြားတစ်ဖက်ကိုထွက်ပြေးလိုက်အဲ့ဒီလိုထွက်ပြေးလိုက်တဲ့ချိန်မှာလူဖြူကြီးလက်ကလွတ်မြောက်သွားပြီမဲ့ခွေးတွေလိုလေးဘက်ထောက်ပြီးတော့ရီမောနေတဲ့ကောင်မလေးနဲ့လူသေးမိန်းမကြီးကခြေတော်တစ်ဖက်ကိုလှမ်းဆွဲထားတာကြောင့်ရှေ့ကိုအရှိန်နဲ့လွန်ပြီးတော့လဲကျသွားတော့တယ်အချိန်မရှိတော့ဘူးခေါ်သူ့ကိုခေါ်ဓာတ်ပုံတွင်ကအော်ဟစ်တန်တွေပုံမစူညံလာခဲ့တချို့ကခန္ဓာကိုယ်တစ်ပိုင်းပင်အပြင်ကိုရောက်နေပြီဖြစ်တယ်မော်လီရဲ့လဲကျနေတဲ့ကြားကကောင်မလေးနဲ့လူသေးမိန်းမကြီးရဲ့လက်ထဲကလွတ်အောင်ခြေတော်တွေကိုကန်းကြောက်ကျုံကန်လိုက်ခြေတော်တစ်ဖက်ကလူသေးမိန်းမကြီးရဲ့မျက်နှာကိုစောင့်ကန်လိုက်မိကျွန်းနဲ့လှုပ်ထားတဲ့အယုတ်တစ်ခုလိုကန်လိုက်မိတဲ့အတိုင်းလူသေးမိန်းမကြီးရဲ့မျက်နှာတွေသူ့ခြေတော်တစ်ဖက်ဇွတ်ကနေဝင်သွားနောက်တော့အလန်တကြားပြန်ရုပ်လိုက်တော့မိန်းမကြီးရဲ့မျက်နှာတစ်ချမ်းကဖနက်ရာကြီးအတိုင်းချိုင်ဝင်ပြီးတော့ကြံနေခဲ့ပဲကျသွားတဲ့မျက်လုံးပေါက်နေရမှာရှိတယ်ဝါညင်းကြီးပြည်ပုတ်တွေမှာရှင်မီးတောင်ကရှင်တွေပွက်ထားသလိုအပြင်ကိုတပွက်ပွက်နဲ့အန်ထွက်ကုန်လာတယ်လူသေးမိန်းမကြီးရဲ့တနခါပတ်တွေနဲ့အသားစားတွေရောထွေးနေတဲ့ပြည်ပုတ်တွေကသူ့ကိုယ်ပေါ်လာဆင်းတယ်အော်ဂလီဆန်လာတဲ့အပုပ်နံကြီးကအခန်းထဲလှိုင်းလာတယ်ဆိုဝါလုံးနဲ့အပုပ်နံဆိုကြီးကြောင့်နောက်တစ်ချိန်အချာလိုက်မိပြန်တယ်သူ့ထံအာယုံစူးစိုက်နေကြတဲ့မကောင်းဆိုးဝါးတွေရဲ့အကြီးကအမတ်တွေထံကိုရောက်သွားတယ်အဲဒီနောက်သူ့ကိုရံမှုနေတဲ့လူဖြူကြီးပါဝင်မကောင်းဆိုးဝါးအလုံးအမ်ဘတ်တွေကိုကုန်းပြီးတော့ရက်ကြတယ်
အဲ့ဒီအချိန်တွေကိုအခွင့်ကောင်းယူပြီးတော့အပြင်ကိုထွက်ဖို့ဆုံးဖြတ်ပြီးလဲကျနေရကနေအမြန်ထားလိုက်မိအဲ့ဒီနောက်တကားပေါက်ရှိရာကိုအချိန်နဲ့ပြေးသွားလိုက်ဒီတဲ့ချိန်မှာတော့ဝုန်းကနေတန်ကြီးနဲ့တူတကားချက်ကိုဝင်တိုက်လိုက်တဲ့သူ့ခန္ဓာကိုယ်ကလေယာနေတဲ့စက္ကန့်ပိုင်းရောက်သွားပြီးတော့တန်ရရှိမြေကွက်လက်ပေါ်ကိုလဲကျသွားခဲ့နာကျင်မှုကိုဂရုမဆိုင်နိုင်အားပဲနဲ့အဲ့ဒီနေရာကနေထပြေးဖို့ပြန်ထားမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူကကြက်တည်သေးသွားပြန်လွတ်မြောက်ပြီလို့တွေးထားတဲ့အတိုင်းအမှန်တကယ်မလွတ်မြောက်နိုင်သေးပါဘူးသူရှိတဲ့မှာကအကြောင်းမဲ့ဖွယ်ရာပုံပန်းတံနဲ့မကောင်းဆိုးွားတယ်တချို့ကအပင်ပေါ်မှာပင်းကူတွေနဲ့လင်းဆွဲတွေလိုစောက်ထိုးတွေကပ်နေတယ်တချို့ကမြေကွက်လက်ထဲမှာကုန်းကုန်းကွက်ကွက်ရက်နေပြီးတော့တချို့ကလေထဲမှာပတုံးတွေပစင်းကောင်တွေလိုမလုံမရှားတနေရာတွေရက်နေတယ်မတရီစရာကြီးမောတန်ကြီးရဲ့ဆက်မပြတ်ထွက်ပြီးတော့လာပြန်တယ်ရှေးကိုဆက်လန်းမဲ့ခြေလန်းတွေကတုတ်တုတ်ပဲမလှုပ်တော့ခြေသလုံးကြွသားတွေအတွင်းကသွေးကြောတွေကခြေပွားကိုပေါက်ထွက်ပြီးတော့အမြင့်တွေဘက်မှမြေကြီးထဲကိုတွန်းဝင်သွားကြသလိုပဲခြေသမျှအားနဲ့အတင်းယုံကြွကြည့်မရအောင်လုံးဝမရတော့ကဲပါဦးအတန်ကုန်ကုံရိုးပြီးတော့အော်ဟစ်ကိုကြီးတောင်းကြည့်လိုက်ဒါပေမဲ့သူ့အော်တန်ကပဝန်းကျင်တစ်ဝိုက်ပြန့်နှံ့နေတဲ့မကောင်းဆုံးရတဲ့ရီမောတန်ကိုဖောက်ထွက်နိုင်ခြင်းအလေးမရှိကြောက်စိတ်တွေကငယ်တဲ့အထိစောင့်တက်လာခဲ့တတိလွတ်ပြီးတော့ထွက်ကျသွားတဲ့သေးတွေကြောင့်ဘောင်းမီတစ်ခုလုံးရွှဲဆူသွားခဲ့ပေါင်းနေနှွေးကနေဖြစ်သွားတယ်လာခဲ့အိမ်တွင်းထဲကလူဖြူကြီးရဲ့အတန်ထွက်လာတယ်နောက်တော့သူအင်ကြီးလေကုန်းနေရာကိုစောင့်ဆွဲသလိုခန်းစားလိုက်ရစက္ကန့်ပိုင်းတွင်းမှာပဲသူ့ခန္ဓာကိုယ်ကအိမ်ထဲကိုဇွေကနေပြန်ပါသွားခဲ့အိမ်အတွင်းပြန်ရောက်သွားတာနဲ့တန်ရတကားကဝုန်းကနေအတန်ကြီးနဲ့ပိတ်သွားတယ်သူ့ခန္ဓာကိုယ်ကလည်းအိမ်ထီရန်နဲ့ကတ်သွားတယ်အဲ့ဒီခါမှထီရန်ချက်ကငကိုမာကျော်တဲ့ပုံအထီးတွေမျိုးရှိမနေတော့လူအသားရည်ကိုကင်လိုက်ရတယ်လို့မျိုးလူအသားရည်တောင်မှနှစ်ပေါင်းများစွာတေးဆုံးပြီးတဲ့လူသေးကောင်ကြီးရဲ့အသားရည်တွေကိုမပုံမတိုးအောင်ရေခဲကြိုက်ထားတဲ့ပုံစံမျိုးကြက်သိန်းထပွဲတောင်းတင်းအေးဆန့်နေလာခဲ့ခေါ်ခဲ့သူ့ကိုခေါ်ခဲ့လက်ပုံတွင်ကအတန်တွေမရေမနာထွက်လာတယ်သူ့ကိုဆွဲထားတဲ့လူဖြူကြီးရဲ့ခြောက်ချားဖွယ်ရာကြီးမောတန်ကြီးကအဲ့ဒီအတန်တွေနဲ့ပြိုင်ထွက်ပေါ်နေတယ်နောက်တော့လူဖြူကြီးကသူ့ကိုဓပုံအတွင်းကိုဆွဲခေါ်တော့တယ်မလုံးနဲ့ခြေသမျှခွန်အားနဲ့အော်ဟင်းလိုက်တယ်ဒါပေမဲ့သူ့အတန်တွေကလေချောင်းထဲမှာပဲပျောက်သွားခဲ့ကြောင်ရုံစိတ်ကြောင့်စိတ်တွေပုံမလှုပ်ရှားလာခဲ့နှလုံးခုန်တုံးကလေစလုတ်ထိတိုင်းစောင့်တက်လာခဲ့ဘက်ဘက်လေပင်တောင်းနာကစင်းနီတုံးပေါ်ရောက်နေတယ်ငါဘဟက်လိုတစ်ဆက်ဆက်နဲ့လှုပ်စက္ကန့်ပိုင်းမှာပဲလူကခြေကုံလက်ပန်းကျလာတယ်စေးစေးချက်ပြေကိုစတင်တီးလိုက်ရတဲ့ကင်းစားနောက်ဆုံးစဉ်လူနာတယောက်လိုမျက်ရည်တွေဆက်မပြတ်ကျလာတယ်ဓပုံနဲ့ကြောကလုံးဝကတ်သွားတယ်တေးရတော့မယ်လို့တီးလိုက်ရတာကြောင့်ရှိသမျှအားနဲ့ထယုံလိုက်ကျန်းကင်းပေါ်ခြေတောင်စောင့်တန်တွေသာကြဲကြဲလောင်လောင်ထွက်လာခဲ့သူတို့မျောလင်းချက်ကချင်းနေပဲကိုကနေဆောင်ဆွဲနေတဲ့လူဖြူကြီးရဲ့ခန္ဓာကိုယ်ကဓပုံအတွင်းတကိုယ်လုံးနီးနီးဝင်သွားတယ်ပြီးတော့သူရောလူကသတိလေးချင်တယ်လို့ဖြစ်လာတယ်မျက်လုံးတွင်ပုံရိပ်တချို့ဝင်လာတယ်စုံမသွားခဲ့ပြီဖြစ်တဲ့သူမိဘတွေပြီးတော့သူ့ရဲ့ငယ်တငယ်ချင်းတွေတည်လွန်သွားခဲ့တဲ့မိဘနှစ်ပါးနဲ့တမလွန်ကိုကြိုရောက်နေကြတဲ့သူ့တငယ်ချင်းတွေကအဝေးကနေတစင်တစ်ခုခုလှမ်းပြောနေကြတယ်အဲ့ဒီလူအုပ်ကြီးတွင်မှာသူ6တန်းနှစ်အရွယ်တုန်းကသွေးလွန်တုပ်ကွေးနဲ့အသေးဆုံးသွားခဲ့တဲ့သူညီတဝမ်းခွဲတဲ့ပါတယ်သူညီဝမ်းခွဲလေးရဲ့ပုံစံကအသေးဆုံးသွားခဲ့တဲ့9နှစ်ရုပ်ရည်လေးတိုင်းပဲတကယ်ကိုကလေးလေးတယောက်တကောင်းတို့အားလုံးကသူ့ကိုလက်တွေရက်ပြီးတော့ခေါ်နေကြတယ်မလာခြင်းဘူးလို့ခေါင်းကာပြဖို့ကြိုးစားလိုက်အဲ့ဒီချိန်မှာပဲသူ့မိဘနှစ်ပါးမိဘဆွေမျိုးပေါင်းသင်းတွေရဲ့ပုံရိပ်တွေရင်တွေတက်ဖို့တွင်ကနေစူထွက်လာတဲ့အခွေးငွေတွေပမာလေလူတဲကိုလုံးလွန်ပြီးတော့တဖြည်းဖြည်းပျောက်ကွယ်သွားကြတယ်အဲ့ဒီလိုပျောက်ကွယ်သွားပြီးတဲ့နောက်သူတို့ရဲ့ပုံရိပ်တွေစားသူ့မြင်ကွင်းတွင်ကိုဓပုံတွေကလူတွေရဲ့ပုံရိပ်တို့အစားထိုးဝင်ရောက်လာခဲ့တယ်အားလုံးကသူ့ကိုအေးဆက်တဲ့ပြုံးတွေနဲ့ပြုံးကြည့်နေကြတွေ့ပြေးဖို့တိုက်တွန်းခဲ့ကြတဲ့လူနှစ်ယောက်ရဲ့ပုံစံကလည်းစောစောကမြင်ခဲ့ရတဲ့ပုံစံနဲ့ကွဲပြားသွားတယ်သူတို့ပုံစံတွေကလည်းမကောင်းဆိုးဝါးတွေလိုပုံဆိုးပန်းဆိုးတွေဖြစ်ကုန်နောက်တော့မြင်းကြီးဆိုတဲ့မိမရဲ့နောက်ကလူအဲ့ဒီလူကပြတင်းမောက်ကိုကြော်ခွပြီးတော့ဓပုံရိုက်နေကြတဲ့လူအုပ်ရှိရာကိုတလန်းချင်းလှမ်းလာတန်ရာအတွင်းထိုင်နေချိန်ကအဲ့ဒီလူရဲ့မျက်နှာမှာကင်မရာဘက်ကိုကြောပေးထားတာကြောင့်ကောင်းစွာမမြင်ခဲ့ရအခုအဲ့ဒီလူရဲ့မျက်နှာကိုပြက်ပြက်သားသားမြင်နေရပြီဖြစ်အဲ့ဒီသူကတော့အခြားသူမဟုတ်ပါဘူးတီဟနောင်ဆိုတဲ့သူ့ရဲ့ပုံသားပဲထင်းထင်းရှားရှားမြင်လိုက်ရတဲ့နောက်ဆုံးမြင်ကွင်းကတဒိတ်ဒိတ်ခုံနေတဲ့သူ့နှလုံးခုံလုံးကိုအုံနောက်ထိဝုန်းကနေစောင့်တက်သွားခဲ့ပါဇက်ပေါက်ကနေသွေးတွေပြုတ်ကနေအန်ထွက်လာခဲ့ဘေးနာကစောင်းကြည့်နေကြတဲ့ကောင်မလေးနဲ့လူသေးမိန်းမကြီးတို့ကသွေးတွေအန်ထွက်လာတာကိုမြင်တာနဲ့သူ့ရဲ့ဘောအလူရဲ့ခုံတက်လာကြဒါပေမဲ့အဲ့ဒီຢာတွေကိုသူမသိတော့သူနောက်ဆုံးသိလိုက်တာကတော့ပုံထဲကထွက်လာတဲ့
သူ့မျက်နှာနဲ့သူကသူ့ကိုပြန်ပြီးတော့ပြုံးပြလိုက်တဲ့အပြုံးအဲ့ဒီနောက်မှာတော့သူ့ခန္ဓာကိုယ်ကခါကျိုးပြီးတော့ရေအောက်ကိုတဖြည်းဖြည်းနင်းမြုပ်သွားတဲ့တင်းမောကြီးတစ်စင်းတိုင်းပဲဓာတ်ပုံတွင်ကိုတစိမ့်စိမ့်နဲ့စိတ်ဝင်သွားခဲ့နောက်တနေ့မနက်9 နာရီအချိန်စကန်းသာလုံးချုံကြီးရဲကင်းကရဲသား2ဦးကဝေးလန်တောင်ကျောပေါ်မှာတဲရောက်စစ်ဆေးဖို့အတွက်နေမကွဲမိအချိန်ကပဲစကန်းကင်းရုံကနေထွက်လာကြရွှေတွေထွက်တဲ့ဝေလုံတောင်ကစကိုင်းတိုင်းပိန်းမြို့နယ်နဲ့လိန်သာမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာတည်ရှိတောင်ရဲ့နောက်ဘက်မီတာ200ကျော်ကစပြီးတော့အိန္ဒိယနိုင်ငံမှာနယ်နိမိတ်ဖြစ်တယ်။ဒါကြောင့်ဝေလန်တောင်လုံခြုံရေးကိုနေကြရဲတပ်ဖွဲ့ကတာဝန်ယူထားပြီးတော့အမှုခင်းတဲ့တရားဥပဒေစိုးမိုးရေးအတွက်ကိုတော့စကန်းသာရဲကင်းကတောင်တစ်ဖက်ချမ်းဆက်ပြချင်းရွာကြီးတာဝန်ယူရ။အဲဒီလိုနဲ့ရဲကင်းမှုနဲ့အဖွဲ့ကတောင်ပေါ်လမ်းမဖွင့်မီနိုင်ဝက်လိုရောက်တိုင်းတောင်ပေါ်လမ်းပိုင်းချင်းတွေကိုတွားရောက်စစ်ဆေးပြီးတော့9 နာရီရောက်တိုင်းပိန်းမြို့နယ်တပ်ဖွဲ့ရုံးကိုကျေးနှံတင်ပေးခဲ့ရတယ်။အခုလေစကန်းသာရဲကင်းကလုံခြုံရေးရဲကန်းကဝေလန်တောင်ကိုမတက်မီမှာတောင်ကြီးစစ်စေးရေးဂိတ်ကိုဝင်ခဲ့ကြ။တောင်ကြီးစစ်စေးရေးဂိတ်အတွင်းမှာရှိတဲ့နေကြားဆောင်ရဲတပ်ကြီးနဲ့ရဲဘော်2ယောက်ကမီတန်းဖွင့်မောင်းလာတဲ့ရဲကင်းကလုံခြုံရေးကားကိုမြင်လိုက်ကြနဲ့ဂိတ်ထဲအတွင်းကနေထွက်လာကြ။ရဲဘော်2ယောက်ကအေဖာလိုမြည်ပေးထားတဲ့မိုင်းရှာခွေးကြီးတွေကိုကျိုးတွေနဲ့ဆွဲပြီးတော့လိုက်လာကြ။သူတို့ကားလေးဂိတ်ရှိကိုရောက်တာနဲ့နေကြားရဲတပ်ချက်ကြီးကလက်ထဲကင်ထားတဲ့ဖိုင်တွဲကိုကားကောင်းခန့်အတွင်းမှာထိုင်နေတဲ့စကန်းသာရဲကင်းမှုတက်ချက်ထံကိုလှမ်းပေးလိုက်တမ်းမဲ့ချိန်မတိုင်မီဂိတ်ဖြတ်တန်းခွေအတွက်ထိုးရတဲ့လက်မှတ်ဖိုင်တွေဘယ်လိုလဲဆရာရဲမြင့်ထွက်စာကြပြီစို့အဲ့ဒီလိုပြင်းရင်ကနေကြားရဲတက်ကြီးကပြောတယ်အမှန်ပဲဆရာကြီးနောက်လာတဲ့ခရိုင်ရုံးမှာဗုတ်ထိုင်ပဲပြောတယ်ဖိုင်တွဲကိုလမ်းယူရင်းနဲ့ရဲတက်ချက်ကပြန်ပြောတယ်ဝမ်းသာပါတယ်ဗျာကိုလူဝါသနာပါတဲ့အလုပ်တွေလုပ်ရတော့မယ်ပေါ့အဲ့ဒီလိုပဲပြောရတော့မှာပေါ့ဗျာအဲ့ဒီလိုပဲပြောရတော့မှာမဟုတ်ဘူးကိုလူရအဲ့ဒီလိုကိုအရေးမှရဒီတော့ဂမ်ဘီယာဆန်တဲ့နေမြေမှာတာဝန်ကျခဲ့ပြီးတော့စာလေးတစ်ပုတ်လောက်တော့မရေးဖြစ်ချင်ကိုလိုညံ့တာပဲပြောရမယ်ဆိုရင်တော့ဒီဝေလန်တောင်ကြီးလောက်ဂမ်ဘီယာဆန်ပြီးတော့ပြောရမယ်ဆိုရင်ဒီဝေလန်တောင်ကြီးလောက်ဂမ်ဘီယာဆန်ပြီးတော့လှူဝဲမှုတွေနဲ့ပြည့်နှက်နေတာဒီတောင်ကြီးပဲရှိရနော်ဆက်ပြောလိုက်တော့နေချာရဲတက်ကြီးစကားကြောင့်ရဲတက်ချက်ကပြုံးတယ်အဲ့နောက်ယူနီဖောင်း8000ထဲမှာထိတ်ထားတယ်ဖောင်းတိန်ကိုထုတ်ပြီးတော့ဖိုင်ထဲတွင်းမှာရှိတဲ့စာရွက်ပေါ်လက်မှတ်တစ်ချက်ထိုးလိုက်အဲ့လိုထိုးပြီးတာနဲ့ပဲရဲတက်ချက်ကဖိုင်တွဲကိုနေချာရဲတက်ကြီးထံကိုပြန်ပေးလိုက်နေကြတက်ကဆရာကြီးပြောတဲ့စကားတွေကသွေးထွက်အောင်မှန်ဒီဒေသမှာသူတာဝန်ကျခဲ့တဲ့73နှစ်လုံးလုံးဝေလန်တောင်တဝိုက်ဖြစ်ပွားခဲ့တဲ့အမှုခင်းများစွာကိုကြုံခဲ့ရအဲ့ဒီထဲမှာထူးထူးခြားခြားမှုတွေကိုတော့သူမမေ့အမှုကတော့2မှုဖြစ်2မှုလုံးကလည်းဝေလန်တောင်အစင်းနီးမှာရှိတဲ့တင်းချိုင်းနားမှာပဲဖြစ်သွားခဲ့ပထမတစ်မှုမှာတော့သူမရောက်ခင်9 နှစ်ခန့်ဖြစ်ပွားခဲ့တဲ့အမှုဖြစ်အဲ့ဒီချိန်ကတော့ခုလိုဒီဇင်ဘာလပဲဖြစ်အမှုတန်းရာကာသမားတအုပ်ကဝေလန်တောင်အစင်းတင်းချိုင်းနီးမှာထူးဆန်းစွာပျောက်ဆုံးသွားခဲ့သူရဲ့ကားလေးကိုတော့လမ်းပေါ်မှာတွေ့ခဲ့ရအဲ့ဒီချိန်ကတစ်ဖက်အိန္ဒိယနိုင်ငံကလက်နက်ကင်သဘောအဖွဲ့တစ်ဖွဲ့နေဆက်ဖြတ်ကျော်ပြီးတော့မြန်မာနိုင်ငံနယ်မိတ်တွင်းကိုဝင်ရောက်လှုပ်ရှားမှုတွေရှိနေတာကြောင့်ပျောက်ဆုံးသွားတဲ့ကားသမားမှာအဲ့ဒီသဘောအဖွဲ့နဲ့တိုးမိပြီးတော့ဖမ်းဆီးခံလိုက်ရတယ်လို့မှတ်ချက်ပြုခဲ့ဒုတိယမှုကတော့သူရောက်ပြီးတော့3 နှစ်ကြာမှဖြစ်ပွားခဲ့တာဖြစ်တယ်အဲ့ဒီတစ်ချိန်ကလည်းပထမအချိန်လိုပဲဒီဇင်ဘာလမှာဖြစ်တယ်တိတိကျကျပြောရမယ်ဆိုရင်တော့ပထမမှုနဲ့10 နှစ်ချပြီးတော့ဖြစ်ပွားခဲ့တဲ့အမှုဖြစ်တယ်ဖြစ်စဉ်ရတော့ကလေးမျိုးကနေလူတယောက်အေးစီးကားလေးနဲ့ထွက်လာရင်းနဲ့အဲ့ဒီတင်းချိုင်းနေရာနဲ့မလန့်မကန့်မှာပဲပထမလူလိုပဲပျောက်ဆုံးသွားခဲ့ပြန်တယ်ဒုတိယလူရဲ့အေးစီးကားလေးမှာလည်းပထမလူလိုပဲတင်းချိုင်းနဲ့ကဲ့ရဲ့လမ်းဘေးမှာကျန်နေခဲ့ပြန်တယ်ကားပဝန်းကျင်တဝိုက်လူရဲမှုလို့ခြေရလက်ရတွေလည်းမရှိတော်တန်းလန်းနဲ့ကားကိုဆေးဆေးကြည့်တော့ဘာချုံရင်းမှုမှလည်းမတွေ့ရဒီတောင်ကျောရဲ့ဂျိုင်ဝမ်းတွေတခြားရွှေရှာသူတွေရှိတာကြောင့်၎င်းဖွဲ့တွေကိုလည်းလိုက်လံစစ်ဆေးမေးမြန်းခဲ့ကြတယ်တို့သူတွေထံမှလည်းကားပိုင်ရှင်နဲ့ပတ်သက်ပြီးတော့ဘာချက်လက်မှမရခဲ့။နယ်မြေဒေသအရလည်းတစ်ဖက်နိုင်ငံကသဘုံတွေကင်းစင်သွားသည်မှာကြာပြီဖြစ်တာကြောင့်ပထမလူလိုအလားတူအမှုမျိုးပြန်လည်ဖြစ်ပွားခဲ့တယ်လို့ကောက်ချက်ချလို့လည်းမရတော့။ဒါကြောင့်အဲ့ဒီအမှုကကားပိုင်ရှင်နဲ့ပတ်သက်ပြီးတော့အဲ့ဒီချိန်ကတင်နှန်းစင်ပြီးကစားရဲဘော်တေဦးသာဖြစ်တဲ့သူလေဆရာဖြစ်သူနဲ့အတူရပ်ပေါင်းများစွာစုံစမ်းခဲ့ရ။တစ်ဖက်မှာလည်းနေကြားရဲတပ်ဖွဲ့ရဲ့အကူအညီကိုယူပြီးတော့အနက်ခံခွေးတွေသုံးပြီးတော့ရှောက်ပေးခဲ့ကြ။ဒီလိုနေကြားတပ်ဖွဲ့ကအနက်ခံခွေးတွေနဲ့စစ်ဆေးရမှာဒီဒေသရဲ့ထူးဆန်းမှုတချို့ကိုနှစ်ဖူးတွေဒူးတွေစတင်လိုက်ရတယ်။အနက်ခံခွေးတွေကကားပိုင်ရှင်ထွက်သွားတယ်လို့ယူဆရတဲ့တော်လန်ပေးတဲ့နေရာကိုသူတို့ကိုခေါ်သွားခဲ့။အဲဒီနောက်ခွေးတွေကအဲ့ဒီလမ်းတစ်ပေးမှာရှိတဲ့တောအတွင်းကိုကြည့်ပြီးတော့ထိုးအောင်ကြ။ခွေးတွေမှာအဲ့လိုဟောင်းနေကြပေမဲ့ရှေ့ကိုဆက်မသွားကြတော့။အဲ့ဒီလမ်းပေးနေရာမှာပဲတအီညီးတွားပြီးတော့ဝစ်ပြီးတော့နေကြတယ်။သူတို့လည်းခွေးတွေရဲ့မူမမှန်တဲ့အခြေအနေကိုကဲခတ်ပြီးတော့အဲ့ဒီတောအုပ်လေးတွင်ဝင်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒီနောက်ခွေးတွေကိုအဆောင်တွေနဲ့ထားရပြီးတော့ကျုံတော့လမ်းလေးတိုင်ဆက်ဝင်သွားကြ။မင်းနဲ့နှဲငယ်လျှောက်သွားတာနဲ့
တောင်ကုန်းလေးတစ်ခုပေါ်ကိုရောက်သွားခဲ့အဲ့ဒီတောင်ကုန်းလေးပေါ်မှာကာလရှည်ကြာစွာလူနေထိုင်ခြင်းမရှိတော့လို့ပျက်စီးယိုယွင်းနေတဲ့တဲတန်းရအဟောင်းကြီးတစ်လုံးရှိမြေပုံညွန့်ရာအဲ့ဒီနေရာကအခုကလမ်းပေါက်လိုရေးလုံသားတွေနေထိုင်သွားကြတဲ့နေရာလို့အလုံးသိကြအဲ့ဒီမြန်မာကသေးပဲနဲ့အဲ့ဒီချိန်ကနေထိုင်သွားကြတဲ့လုံသားတွေဝမ်းယောဂဖြစ်ပြီးတော့တေဆုံးသွားကြတယ်လို့မှတ်တမ်းတွေလည်းရှိအဲ့ဒီမှတ်တမ်းတွေကအရင်ကအဲ့ဒီဒေတာကလမ်းမဆက်သွယ်ရေးခက်ခဲတယ်လို့ဇာတိဥရုကလည်းစိုးရတဲ့နေရာတစ်ခုလေးဖြစ်တယ်အဲ့ဒီမြန်မာကသေးပဲနဲ့တစ်ဖက်နိုင်ငံရဲ့တပုံအဖွဲ့လှူရှားတဲ့နေရာနဲ့လည်းနီးကပ်တယ်ဒါကြောင့်လမ်းပေါက်လုံးစင်ကာလာတစ်ချောင်းရိတ်ခါနဲ့ဆေးဝါးတွေပြည့်စုံမရှိသေးဘူးလို့သိခဲ့ရအဲ့ဒီလိုအစမ်းစာရရခက်ခဲနေတဲ့အချိန်လမ်းလုံသားအဖွဲ့တစ်ဖွဲ့ကပြင်းထန်ဝမ်းယောဂတစ်မျိုးကိုခန်းစားရပြီးတော့3ရက်အတွင်းတယောက်မှကျသေဆုံးခဲ့တယ်လို့ဆိုတယ်အဲ့ဒီလိုသေဆုံးခဲ့သူတွေအတွက်လည်းသူတို့ဌာနကတန်းရနဲ့မနီမွေးမှာရှိတဲ့လမ်းဘေးတစ်နေရာမှာအုပ်ကုတွေပြုလုပ်ပေးခဲ့ကြတယ်ဒါကြောင့်သူတို့ကပျောက်ဆုံးသွားတဲ့ကားသမားကိုအဲ့ဒီတန်းရဟောင်းဝင်းကျင်မှာရှာဖွေကြည့်တော့လက်တလောကြကြံခဲ့ဟန်တူတဲ့လက်ပတ်နာရီတစ်လုံးသာတွေ့ခဲ့ကြရတယ်အလူကိုတော့ယနေ့ချိန်ထိလုံးဝမတွေ့ရပါဘူးအဲ့ဒီချိန်မှာပဲဒေသခံတွေနဲ့ရွှေရှာသူတွေထံကအဲ့ဒီနေရာနဲ့ပတ်သက်ပြီးတော့ကောလာဟာလာသတင်းများစွာထွက်ပေါ်လာခဲ့အဲ့ဒါကတော့အဲ့ဒီတန်လျာနဲ့တင်းချိုင်းနေရာတစ်ဝိုက်လူရိပ်လူသံတွေကိုညပိုင်းချိန်တွေမှာမြင်လိုက်ကြားလိုက်ရတယ်လို့စကားတွေဖြစ်တယ်သူတို့ကတော့မှောင်ကိုသမားတွေခြံကထုံလွှန်လိုက်တဲ့ကောလာဟာလာတွေလို့သတ်မှတ်ပြီးတော့အဲ့ဒီသတင်းစကားတွေပြန့်လွင့်လာတဲ့အချိန်ကစပြီးည6နာရီကနေနောက်တဲ့တနေ့မနေ့6နာရီထိမဖြတ်တန်းရနိုင်ဖြစ်ဖြစ်တားမြင်လိုက်တော့တယ်အဲ့ဒီချိန်ကစပြီးတော့တောင်ကျောအတွင်းရောက်နေတဲ့ရွှေမော်လုပ်သားတွေကလွဲပြီးတော့ညပိုင်းချိန်မျိုးမှာဝေလံတောင်ကျောကြီးပေါ်ဘယ်သူမှတက်ခွင့်မရတော့ပါဘူးအဲ့ဒီတက်တိုင်အောင်ဝေလံတောင်ပေါ်ကနေတဲတန်းရပြက်ကြီးနဲ့တင်းချိုင်းဟောင်းကြီးတို့ရဲ့သတင်းစကားတွေကယနေ့ထိဆက်လက်ပေါ်ထွက်နေသေးပဲဒါကြောင့်နေချာရဲတက်ချက်ကြီးကဝေလံတောင်ကျောကြီးကိုဂမ်ဘီယာဆန်တဲ့နေရာလို့သူ့ကိုပြောနေခဲ့တာဖြစ်တယ်ရေးစမ်းပါဗျာခမ ्या ကစာရေးကောင်းပါတယ်လမ်းမထိုးထားတဲ့ဖိုင်တွဲကိုသူ့ရဲ့ဘေးနားမှာရှိတဲ့ရဲဘော်တို့ထံပြန်ပေးရင်းနဲ့နေချာရဲတက်ချက်ကြီးကထပ်မှတ်ပြီးတော့ပြောတယ်ရဲတက်ချက်ကပကိုးတစ်ချက်တွန့်ပြလိုက်ပြီးတော့ကားကိုအဲ့ဒီနေရာကနေမောင်းထွက်လိုက်တော့စကန်းသာရဲခင်းရဲ့လုံခြုံရေးကားကဝေလံတောင်ကျောပေါ်မှာပြင်းပြင်းစွာပြန်မောင်းနေရဲကားကိုမောင်းနေတဲ့ရဲတက်ချက်ကမြူတူတွေကိုထိုးခွင်းရှိနေတဲ့မြင်ခွင်းမီးရှိတဲ့တဲကမြင်ခွင်းတွေကိုအာယုံစိုက်ပြီးတော့မျက်တောင်မခတ်တန်းကြည့်နေအဲဒီလိုကြည့်နေတဲ့အချိန်မှာပဲရှေ့ကလန်လန်တနေရာမှာငြိမ်သက်စွာရှိနေတဲ့ရောင်ပြန်မီးနီလေးတွေကိုတတိထားမိသွားတယ်အဲဒီရောင်ပြန်တုံးလေးတွေကိုမြင်လိုက်တာနဲ့ရဲတက်ချက်ရဲ့မျက်နှာမှာတီးတီးတာတာပြည့်ရွံ့သွားတယ်အဲဒီနောက်ရဲတက်ချက်ကရဲကားကိုအဲဒီရောင်ပြန်တုံးလေးတွေရဲ့နောက်ကလန်လန်တနေရာမှာထိုးရက်လိုက်အဲဒီလိုရက်ပြီးတာနဲ့ရဲတက်ချက်ကကားတွင်းကနေအလင်းမြန်ဆင်းလိုက်ရဲတက်ချက်ရဲ့ဘဲဘဲဘေးခြုံတဲမှာကပျက်စီးယိုယွင်းနေတဲ့အုပ်ကူတွေ၆ပြီးတာပေါင်းလင်တာဒီကနေလိုက်လာတဲ့ရဲသားတွေကိုရဲတက်ချက်ကပြောလိုက်ရဲသားကကောင်းတဲ့ချက်ငိမ့်ပြပြီးတော့ကားပေါ်ကနေဆင်းပြီးတကားမှန်တွေကိုချလိုက်အဲဒီနောက်အန်ဆယ်ချောင်းတနက်ကိုကားတကားခွင်အတွင်းကနေထုတ်ပြီးတော့တကားတစ်ဘက်ကဖွင့်ပြီးတော့ရက်ထားတဲ့ကားလေးရှိရာကိုတက်ချိန်ထားလိုက်ရဲတက်ချက်ကလည်းသူ့ရဲ့ခါးကြားမှာရှိတဲ့ပစ္စတိုကိုထုတ်ပြီးတော့ကားနှစ်ဘေးကိုတတိနဲ့ရှောက်သွားလိုက်အဲဒီနောက်ရဲတက်ချက်ကကားနှစ်ဘေးကိုရောက်တာနဲ့ကားအတွင်းခန်းထဲကိုငုံကြည့်လိုက်ကားတွင်တော့တန်းလန်းချိတ်ထားနေပြီးတော့ကားမောင်းသူကိုမတွေ့ရဒါကြောင့်သူကပေါင်ဝင်းကျင်ကိုအလင်းမြန်ကဲခက်လိုက်တော့မြင်မြင်သမျှရာကတိတ်ဆိတ်နေပေါင်းလင်းထန်နေချာကုတ်ဖန်လိုင်းချိန်ပြီးတော့အမြန်ဆက်သွယ်လိုက်ကြီးလေးနေချာရဲတပ်ဖွဲ့တွေနဲ့နေမြေရဲကင်းအဖွဲ့တို့ပေါင်းစည်းထားတဲ့တက်စိတ်ကခေါင်းဆောင်နှုတ်ကဝေလံတောင်ကျောကြီးပေါ်မှာရှိတဲ့တန်းရဟောင်းကြီးတစ်လုံးကိုငေးကြည့်နေကြတယ်သူတို့မျက်လုံးထဲမှာတန်းရကြီးကလွန်ခဲ့တဲ့10နှစ်ကထက်ဆိုင်တော့ပို့ပြီးတော့ပြက်စီးနေတယ်တချို့နေရာတွေမှာတော့ထရန်ချက်တွေပဲမရှိတော့တိုင်းတွေမှာလည်းခြုံတွေတက်ပြီးတော့ဆွေးမြစ်ပြီးတော့ပြက်စီးနေပြီဖြစ်တယ်ဟောင်းလောင်ပေါက်ဖြစ်နေတဲ့တချို့နေရာတွေကြောင့်တန်ရနောက်ဘက်မှာရှိတဲ့ဝေယုံတော်ကြီးကိုပြင်မြင်တွေ့နေရတယ်။တန်ရတဝိုက်မှာလည်းခြုံတော်တွေမြေရိုင်းတွေကခြေချစရာမရှိလောက်အောင်တင်းကျပ်ထနေတယ်။အချိန်တော်တော်လေးကြာနေပြီနော်။ကြာဝေးတက်စိတ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့နေကြရဲတက်ချက်ကြီးကသူ့ရဲ့လက်ပတ်နာရီကိုငုံချပြီးတော့ဒုတိယခေါင်းဆောင်ဖြစ်တဲ့ရဲတက်ချက်ကိုပြောတယ်။နေကြရဲတက်ချက်ကြီးရဲ့ဆိုလိုရင်းကိုရဲတက်ချက်ကသိနေရန်နဲ့ခေါင်းငိမ့်ပြတယ်။လောကမှာကြာကြာမနေအပ်တဲ့အရက်ဒေသားတွေရှိတယ်မဟုတ်လား။အထူးသဖြင့်အဲ့ဒီချက်မျိုးကတာမန်လူတို့အုံနှောင်းနဲ့လိုက်လို့မမိတဲ့လူဝက်စမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေတယ်။အဲ့ဒီရက်ဒေသားတွေအတွင်းမှာအခုသူတို့တက်စိတ်ရောက်ရှိနေတဲ့ဝေလံတောင်ကျောကတန်ရဟောင်းကြီးနေရာလေအပါဝင်ဖြစ်တယ်။ရဲတက်ချက်ထံကနေခရတန်ရှိတစ်ချက်စုကနေထွက်လာတယ်။ခရတန်ကြားရတာနဲ့တပြိုင်တည်းပဲတန်ရနီခြုံဆက်တွေနဲ့ဝေယုံတော်တွင်ဝင်ရောက်ရှာဖွေနေတဲ့ရဲဘော်တွေတန်ရရှိကိုအချို့ချို့ပြန်ထွက်လာကြတယ်။လူစစ်လိုက်တော့ဆရာရဲမြက်ပြီးတာနဲ့ကျွန်တော်တို့တန်းဖြုံမယ်။နေကြရဲတက်ချက်ကြီးကရဲတက်ချက်ကိုအမိန်ပေးလိုက်။အဲဒီနောက်ရဲတက်ချက်ကတက်စိတ်တစ်စိတ်လုံးအဲ့ဒီနေရာကနေပြန်ထွက်ဖို့အတွက်အလင်းမြန်ပဲတန်းစီလိုက်။နောက်ကရဲဘော်ဘာဖြစ်တာလဲ
တန်းစီနေချိန်မှာစကားတန်ထွက်လာတာကြောင့်ရဲတဲ့ချက်ကလန့်မိလိုက်တယ်အုံမိုးခွက်တလုံးနင်းမိလို့ပါဆရာဘေးမှာလည်းပတ်ကြည့်လို့ကောင်းကြီးတွေတင်းနေတာအများကြီးပဲရဲတဲ့သားကလည်းအဖွဲကောင်းဆောင်2ဦးကြောင့်လှမ်းပြီးတော့အော်ပြောလိုက်ပါတော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ